တမာတိကိုပညာကိုဝိမု ക്തി ကိုဝိမု ക്തി ဉာဏတတနာဂုဏ်တို့နှင့်ပြည့်စုံတော်မူသောဘုရားတရားတန်ခါယရဏမြတ်သုံးပါးအပေါင်းတို့ကိုအယောအသေးအလေးအမြတ်လက်ဆုံးမိုး၍ရှိခိုးပူဇော်ဖူးမြော်မှန်လျော့ကြောလိုက်ကြရခြင်းတည်းဟုသောယရဏတရားပနာမကုသိုလ်ကံစေရနာတရဏဂုံသုံးပါးနှင့်တကွအင်္ဂါ၈ပါးနှင့်ပြည့်စုံသည့်သီလတော်မြတ်ကိုခံယူကျင့်သုံးဆောက်တည်ကြရခြင်းတည်းဟုသောသီလကောင်းမှုကုသိုလ်ကံစေရနာတတိပဋ္ဌာန်တရားကိုရှုမှတ်ပွားများအားထုတ်ကြရခြင်းတည်းဟုသောဘာဝနာကုသိုလ်ကံစေရနာဤသို့ပေါင်းအားမြတ်မြတ်သောကုသိုလ်ကံစေရနာဖြာဖြာတို့ကြောင့်တထာသီလသုဒ္ဓစာခပညာဟိရိဩတ္တပတိဟုသောသူတော်ကောင်းဥစ္စာယရဏခုနှစ်ပါးတို့နှင့်ပြည့်စုံကြကုန်တည်သာဖြစ်ကြ၍အဆုံးစွန်သောဘဝနောက်ကာလ၌မိမိတို့ဒီအလိုရှိကြနှစ်သိမ့်တောင်းတအပ်သောအရဟတမေအရဟတဖို့နိဗ္ဗာန်ကိုရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ကြသည်ကိုဖြစ်ကြပါစေကုန်သတည်းယမဟံဝရာမိတံဝရေထနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိဒု
Dutiyampi Bodham Dharanam Gacchami Dutiyampi Dhammam Dharanam Gacchami Dutiyampi Sangham Dharanam Gacchami Dutiyampi Bodham Dharanam Gacchami Dutiyampi Dhammam Dharanam Gacchami Dutiyampi Sangham Dharanam Gacchami Tadiyampi Bodham Dharanam Gacchami Tadiyampi Dhammam Dharanam Gacchami Tadiyampi Sangham Dharanam Gacchami Tadiyampi Bodham Dharanam Gacchami Tadiyampi Dhammam Dharanam Gacchami Tadiyampi Sangham Dharanam Gacchami Tarana Khamanam Paribonam Panadi Pada Vuramani Dekha Bram Tamadhiyami Panadi Pada Vuramani Dekha Bram Tamadhiyami Adhena Dana Vuramani Dekha Bram Tamadhiyami Adhena Dana Vuramani Dekha Bram Tamadhiyami Abhyama Sariya Vuramani Dekha Bram Tamadhiyami Abhyama Sariya Vuramani Dekha Bram Tamadhiyami Mudavata Vuramani Dekha Bram Tamadhiyami Mudavata Vuramani Dekha Bram Tamadhiyami Tura Meraya Misa Pamara Thana Vuramani Dekha Bram Tamadhiyami Tura Meraya Misa Pamara Thana Vuramani Dekha Bram Tamadhiyami Vikala Bhosana Vuramani Dekha Bram Tamadhiyami Vikala Bhosana Vuramani Dekha Bram Tamadhiyami Nissa Gita Vadita Viduka Dhatana Malakhanda Vilepana Dharana Mandana Vibhutana Dhana Vuramani Dekha Bram Tamadhiyami Osadhyana Mahadhyana Vuramani Dekha Bram Tamadhiyami Osadhyana Mahadhyana Vuramani Dekha Bram Tamadhiyami Idhame Punya Bodhi Jnanata Pissayo Hotu Ashin Phaya Phaya Tabido Doi Yani Yakhu Pyulo Ado Kamu Kudoti Tessa Ledan Taya Mango Pancha Tenden Timin Naindo Bodhi Jnani Athau Abanti Phibba Sedari Tidrani Nadaha Thenga Tambana Kata Ubodhatha Thila Tarukan Kadawa Dhamma Abhamadhi Na Tambaditha
စင်္ကာပူနိုင်ငံဓမ္မမောင်နှမများကြီးမှု၍ကိုယ့်ရဲ့တရားပတ်ကိုယ့်ရဲ့တရားစခန်းကျင့်ပရာ၌ဟောကြားအပ်သောအဋ္ဌမနေ့ဓမ္မဒေသနာယောဂီသူတော်စင်များတရားဓမ္မကိုလေးလေးနက်နက်ကြိုးကြိုးစားစားအားထုတ်ကြတာရှေ့ရဲ့အောင်မြင်ပြီးဆုံးသွားပါပြီတရားစခန်းပြီးဆုံးလို့မိမိတို့နေရဒေတာပြန်သွားတဲ့အခါဘယ်လိုဆက်ပြီးတော့နေထိုင်ကြမလဲဘယ်လိုဆက်ပြီးတော့ကျင့်သုံးကြမလဲမိမိတို့ယခုကျင့်သုံးတဲ့တရားဓမ္မဟာမိမိတို့ဇယိုက်နဲ့ကိုက်ညီပြီးတော့လောဘဒေါသမောဟစတဲ့ကိလေသာတွေတရင်ငါဝိက္ခမနတို့ဖြင့်ပယ်တတ်နိုင်ပြီးယောနေသွားတယ်ဆိုရင်ဒီတရားဓမ္မကိုဆက်လက်ပြီးတော့အားထုတ်ကြတာပေါ့တကယ်လို့မိမိတို့ဇယိုက်နဲ့ကိုက်ညီမှုမရှိပဲလောဘဒေါသမောဟစတဲ့ကိလေသာတို့ကိုတရင်ငါဝိက္ခမနတို့ဖြင့်မပယ်တတ်နိုင်ပဲတဖြည်းဖြည်းလောဘဒေါသမောဟစတဲ့ကိလေသာတွေတိုးလာသလားလို့ပြန်သုံးသပ်ရမယ်နော်ဟုတ်လားမှန်ပါဗျာအဲ့ဒီတရားကျင့်တဲ့အခါတရားအားထုတ်တဲ့အခါဒီလောဘဒေါသမောဟစတဲ့ကိလေသာတွေတဖြည်းဖြည်းလျော့နေသွားသလားတဖြည်းဖြည်းတူးပွားလာသလားဆိုတာကိုယောဂီတို့အမြဲတမ်းမိမိတို့စိတ်ကိုပြန်သုံးသပ်ကြည့်ရမယ်နော်ဟုတ်လားမှန်ပါဗျာတကယ်လို့မိမိတို့ကျင့်သုံးတဲ့တရားဓမ္မကကျင့်သုံးပြီးတာနဲ့လောဘဒေါသမောဟစတဲ့ကိလေသာတွေတဖြည်းဖြည်းလျော့နေသွားတယ်တရင်ကဝိက္ခမနဗဟန်တို့ဖြင့်အခိုက်အတန့်တော်ကြာပေတတ်နိုင်ထားတယ်ဆိုရင်မိမိတို့ကျင့်သုံးတဲ့တရားဓမ္မကိုဆက်လက်ပြီးတော့တစိုက်မတ်အားထုတ်ကြရမယ်နော်ဟုတ်လားမှန်ပါပါတကယ်လို့မိမိတို့ကျင့်သုံးတဲ့တရားဓမ္မကဇယိုက်နဲ့ကိုက်ညီမှုမရှိသေးဘူးလောဘဒေါသမောဟစတဲ့ကိလေသာတို့ကိုတရင်ငါဝိက္ခမနဗဟန်တို့ဖြင့်မပယ်တတ်နိုင်သေးဘူးလောဘဒေါသမောဟစတဲ့ကိလေသာတွေကလည်းတဖြည်းဖြည်းတိုးပွားလာတယ်ဆိုရင်မိမိတို့ဇယိုက်နဲ့ကိုက်ညီတဲ့ကမ္မထံတစ်ခုတော့ရွေးချယ်ပြီးတော့ကျင့်သုံးဖို့လိုအပ်တယ်နော်ဟုတ်လားမှန်ပါဗျာဇယိုက်နဲ့ကိုက်ညီတဲ့ကမ္မထံတစ်ခုကိုရှာပြီးတော့မိမိတို့အားထုတ်ကြရမယ်အဲ့ဒီကမ္မထံအားထုတ်လို့တနေ့တခြားလောဘဒေါသမောဟစတဲ့ကိလေသာတွေလျော့နေသွားတယ်တရင်ကဗဟန်ဝိက္ခမနဗဟန်တို့ဖြင့်ပယ်တတ်နိုင်တယ်ဆိုရင်အဲ့ဒီတရားဓမ္မကိုတစိုက်မတဲ့တစ်လုံးကျင့်ကြရမယ်နော်ဟုတ်လားမှန်ပါဗျာဥပမာတစ်ခုအားဖြင့်ယောဂီတို့ရေကောင်းရေတန့်ရလို့တဲ့အမျိုးကောင်းသားတစ်ယောက်ကရေတွင်တူးတဲ့အခါတဏှာမှာ3ဘေးလောက်တူးလိုက်နောက်တဏှာ3ဘေးလောက်ပြောင်းတူးလိုက်ဟိုဘက်တဏှာ3ဘေးလောက်ပြောင်းတူးလိုက်
အဲ့လိုရေတွင်တူးတဲ့အမျိုးကောင်းသားဟာရေကောင်းရေတန့်မရတယ်လို့ပဲတဲ့နားလည်ပြီနော်တဏှာတွေကိုတစိုက်မတူးမှရေကောင်းရေတန့်ရတယ်လို့အဲ့တော့တရားဓမ္မမိမိတို့နဲ့ဇယိုက်နဲ့ကိုက်ညီတဲ့တရားဓမ္မတွေ့လာပြီရလာပြီဆိုရင်အဲ့ဒီတရားကိုတစိုက်မကျင့်ကြရတယ်အထုတ်ကြရတယ်နော်ဟုတ်လားတမတ်တဖို့မရမချင်းကိုနောက်မဆုံးနဲ့ဟုတ်လားနားလည်ပြီနော်ယောဂီတို့အဲ့တော့မိမိတို့နေရဒေတာပြန်သွားတဲ့အခါတဲ့ပင်စိုက်ပြိုးတဲ့ဥယျာဉ်မှုတယောက်ကတဲ့ပင်ငယ်လေးတွေကိုစိုက်ပြိုးတဲ့အခါနေ့စဉ်မနေ့တစ်ချိန်ညတစ်ချိန်ရေလောင်းရတယ်ဒီတဲ့ပင်ငယ်လေးတွေကိုပေါင်းတင်ရတယ်တဲ့ပင်ငယ်လေးတွေကြီးထွားအောင်မြေဩဇာကျွေးရတယ်ဒါလို့မဟုတ်လားယောဂီတို့ဥယျာဉ်မှုလိမ္မာတဲ့ကျွမ်းကျင်တဲ့ဥယျာဉ်မှုကတဲ့ပင်လေးတွေကိုနေတိုင်းရေလောင်းမှပေါင်းတင်မှမြေဩဇာကျွေးမှဒီတဲ့ပင်ဟာကြီးထွားလာတယ်အရေးအဝါဒဖြစ်လာတယ်အတိအပွင့်တွေဝေစားလာတယ်အဲ့ဒီဥပမာလိုပဲနော်ဟုတ်လားအဲ့တော့ယောဂီတို့မိမိတို့ရထားတဲ့တရားဓမ္မတွေကိုဥယျာဉ်မှုကောင်းတယောက်လို့အမြဲတမ်းစောင့်ရှောက်ပြီးတော့စောင့်ထိန်ပြီးတော့ကျင့်ရတယ်တဲ့နော်ဟုတ်လားအဲ့တော့ဥယျာဉ်မှုကောင်းကမနေ့တစ်ချိန်ညတစ်ချိန်တစ်ပင်ငယ်လေးတွေကိုရေလောင်းရတယ်လို့ပဲတဲ့တရားဓမ္မကျင့်သုံးတဲ့ယောဂီသူတော်စင်တွေကမိမိတို့နေရဒေတာပြန်ရောက်သွားတဲ့အခါဒီခန္ဓာကိုယ်ထဲမှာငြိမ်းအေးတဲ့တရားဓာတ်ရေနဲ့တူတဲ့ဤမြတဲ့တရားဓာတ်တွေကိုမနေ့တစ်ချိန်ညတစ်ချိန်တော့ခန္ဓာကိုယ်ထဲကိုလောင်းထည့်ရတယ်တဲ့ဟုတ်လားနားလည်ပြီနော်ယောဂီတို့အမြဲတမ်းလောင်းထည့်ရတယ်မထဲတဲ့နေ့မထဲတဲ့ရက်ဆိုတာမရှိရဘူးတဲ့နားလည်ပြီနော်အဲ့တော့မနေ့တစ်ချိန်ညတစ်ချိန်ယောဂီသူတော်စင်တို့ကအချိန်မှန်နာယီမှန်ခန္ဓာကိုယ်ထဲမှာငြိမ်းအေးတဲ့တရားတွေထည့်ပေးဖို့လိုအပ်တယ်ရေနဲ့တူးတဲ့အေးမြတဲ့တရားဓာတ်တွေလောင်းထည့်ဖို့လိုအပ်တယ်နော်ဟုတ်လားအဲ့တော့မနေ့၄နာရီပုံမှန်ထားတယ်ဆိုရင်၄နာရီပုံမှန်ထားပြီးတော့ဒီကမ္မထမ်းนี่ရှုရတယ်ကမ္မထမ်းအားထုတ်ရတယ်နော်အိတ်ချင်တဲ့အခါခွေးအိတ်လိုက်အားထုတ်ချင်တဲ့အခါထားအားထုတ်လိုက်အဲ့ဒီလိုယောဂီတို့ကျင့်လို့တရားရပါမလားယောဂီတို့မရဘူးတစိုက်မကျင့်ရတယ်တရေမှမပြည့်အောင်အားထုတ်ရတယ်နော်ဟုတ်လားဇွဲလုံးလောက်ကောင်းကောင်းနဲ့ကျင့်ရတယ်ပထမတစ်နှစ်မှာတော့မနေ့တစ်ချိန်ညတစ်ချိန်တရားကျင့်ရတာအခက်ခဲဖြစ်နေသေးတယ်တစ်နှစ်ပြည့်သွားပြီတစ်နှစ်ကျော်သွားပြီဆိုရင်ယောဂီတို့ငြိမ်းအေးတဲ့တရားတတ်တရားခန္ဓာကိုယ်ထဲမှာပြေဝလာတယ်ခန္ဓာကိုယ်ထဲမှာတီးလာတယ်ပေါ့တီးလာတော့ယောဂီတို့မနေ့တစ်ချိန်ညတစ်ချိန်တရားအားမထုတ်ပဲနဲ့နေလို့မရတော့ဘူးတဲ့မိမိတို့စိတ်တရားနားလည်ပြီနော်ယောဂီတို့သူ့ချိန်ရောက်ရင်ဒီတရားထိုင်ရမှငြိမ်းအေးတဲ့တရားတတ်တွေခန္ဓာကိုယ်ရဲ့ထဲရမှမိမိတို့စိတ်ကကြည်နူးတဲ့ဝမ်းမြောက်တဲ့သဘောဖြစ်သွားတယ်နော်ဟုတ်လားယောဂီတို့သဘောပေါက်လားမသိဘူးအဲ့တော့မိမိတို့နေရဒေသပြန်ရောက်သွားတဲ့အခါတဲ့စိတ်ငြိမ်တဲ့နေရာလေးမှာတရားအထုတ်တဲ့နေရာတိတိတန်တန်ထားရတယ်စိတ်ငြိမ်တဲ့တရားအထုတ်လို့ရှုမှတ်လို့ကောင်းတဲ့နေရာလေးတစ်နေရာကိုရွေးထားရတယ်ရွေးထားပြီးတော့အဲ့ဒီနေရာကိုယောဂီတို့ကတိတိတန်တန်လေး
4 နာရီထိုင်နေဆိုရင်4 နာရီပုံမှန်ထထိုင်ရတယ်အဲ့ဒါ4 နာရီကနေ 5 နာရီထိတရားထိုင်ပြီးတာနဲ့မေတ္တာပို့ရတယ်အမြတ်တမ်းပေးဝေရတယ်နားလည်ပြီနော်ယောဂီတို့ဒီသစ်ပင်ငယ်လေးကိုပေါင်းတင်ရတယ်လို့မြေဩဇာကျွေးရတယ်လို့ဒီမိမိတို့ခန္ဓာကိုယ်ထဲမှာလောဘဒေါသမောဟစတဲ့ကိလေသာတွေအခိုက်အတန့်တရင်ကဝိက္ခမနတို့ဖြင့်ပယ်တတ်ထားတဲ့အခါခန္ဓာကိုယ်ထဲမှာလောဘဒေါသမောဟစတဲ့ကိလေသာတွေကတန့်စင်နေတယ်ဒီလိုနော်ဟုတ်လားတန့်စင်နေတော့အလိုလိုကမ္ဘာလောကရတစ်ခုလုံးမှာရှိတဲ့ဝိနည်းတတ္တဝါတွေမေတ္တာစိတ်ဖြစ်သွားတယ်အလိုလိုမေတ္တာထားနိုင်သွားတယ်အလိုလိုကရုဏာထားနိုင်သွားတယ်မုဒိတာပွားနိုင်သွားတယ်ဒီလိုမလားယောဂီတို့အဲ့ဒီလိုအချိန်မျိုးမှာယောဂီသူတော်စင်တို့ကမေတ္တာဘာဝနာမေတ္တာကမ္မထံကိုစီးဖြန်းရတယ်တဲ့ခန္ဓာကိုယ်ထဲမှာလောဘဒေါသမောဟတွေရှိနေတဲ့အချိန်မှာမေတ္တာကမ္မထံမစီးဖြန်းရဘူးနားလည်ပြီနော်ယောဂီတို့ဒီတရားအထုတ်ပြီးတဲ့အခါခန္ဓာကိုယ်ထဲမှာလောဘဒေါသမောဟစတဲ့ကိလေသာတွေတရင်ကပဟံဝိက္ခမနပဟံတို့ဖြင့်ပယ်တတ်ထားနိုင်တဲ့အခါမှာအလိုလိုဒီခန္ဓာကိုယ်ထဲမှာအာဒေါသဒေါသကင်းတဲ့စိတ်မေတ္တာဓာတ်တွေဆိုတာအလိုလိုဖြစ်လာတယ်အဲ့ဒီအချိန်မှာမေတ္တာပွားရင်တဲ့မိမိတို့ပို့လို့တဲ့မေတ္တာဟာစူးရှာတယ်မိမိတို့ပို့လို့တဲ့မေတ္တာဟာအထုထိပ်ရောက်တယ်နော်ဟုတ်လားတခါတည်းမိုက်တဲ့သဘောပေါက်လားမသိဘူးအမြဲတမ်းမေတ္တာပွားရတယ်မိမိတို့မိသားစုထဲမှာတခါမိဘစကားနားမထောင်းတဲ့သားသမီးတွေတစုံတစ်ယောက်တွေ့လာတတ်တယ်ကိုမိသားစုတွေကဖြစ်နေတော့ဒီပုဂ္ဂိုလ်ကိုတခြားခွဲထုတ်လို့လည်းမရဒီပုဂ္ဂိုလ်နဲ့အတူတူနေရပြန်တော့လေမိသားစုတွေကကိုယ်ဆင်းရဲစိတ်ဆင်းရဲဖြစ်ရခမရတို့လောကအဲ့လိုမကြုံရဘူးလားကြုံရတယ်နော်ဟုတ်လားအဲ့တော့အဲ့ဒီလိုမိဘစကားနားမထောင်တဲ့ကလေးသူငယ်လေးတွေသားစုသမီးစုတွေကိုတရားထိုင်ပြီးတဲ့အခါဒီလောဘဒေါသမောဟစတဲ့ကိလေသာတွေတရင်ကဝိက္ခမနတို့ဖြင့်ပယ်တတ်ပြီးတော့တန့်စင်နေတဲ့အခါအဲ့ဒီပုဂ္ဂိုလ်လေးတွေကိုဒီအာယုန်ထဲမှာမြင်အောင်ကြည့်ရတယ်သူတို့မျက်နှာလေးတွေကြည်ကြည်လင်လင်ရွှင်ရွှင်ပြပြသွားလာနေထိုင်တဲ့ပုံလေးတွေကိုမြင်အောင်ကြည့်ပြီးတော့သူတို့ကိုမေတ္တာပို့ရတယ်နော်ဟုတ်လားတခါတည်းမိုက်တဲ့သဘောပေါက်လားအဲ့လိုမေတ္တာပို့ရင်တဲ့အဲ့ဒီကလေးတွေဟာအလိုလိုလိမ့်မာလာတတ်တယ်နုညံ့ပျော်ပြောင်းလာတတ်တယ်ဦးဇင်းတို့မြတ်စွာဘုရားတက်တော်ထင်ရှားရှိတော့ကဒီအဇာတတမင်းနဲ့ဒေဝရတ်တို့လွတ်လိုက်တဲ့နာလာဂိရိရှင်ကြီးဟာမြတ်စွာဘုရားဆွမ်းခံကြွတော့မြတ်စွာဘုရားနင်းဖို့ဆိုလွတ်လိုက်တဲ့နာလာဂိရိရှင်ကြီးဟာမြတ်စွာဘုရားရှေ့ရောက်တော့ဒီမြတ်စွာဘုရားရဲ့မေတ္တာဓာတ်ကြောင့်တဲ့နာလာဂိရိရှင်ကြီးဟာထူးတုပ်သွားတယ်ဒီလိုမလားယောဂီတို့ကျမ်းသားနဲ့ဆင်ရိုင်းကြီးတောင်စိတ်ထားနှလုံးသားတွေပြောင်းသွားပြီးတော့နုညံ့သွားတယ်နော်ဟုတ်လားအခုမိမိတို့သားတွေသမီးတွေဆိုတာကကျမ်းသားနဲ့ဆင်ရိုင်းနဲ့မတူပါဘူးအင်မတန်အသိဉာဏ်ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်လူသားတွေဖြစ်တယ်ဒီလိုမလားယောဂီတို့ရဲ့အဲ့တော့မိမိတို့ပို့လို့တဲ့မေတ္တာဓာတ်တွေရကိုရရမယ်ဒီပုဂ္ဂိုလ်တွေစိတ်ထားနှလုံးသားနုညံ့သွားရမယ်ပျော်ပြောင်းသွားရမယ်နော်ဟုတ်လားတခါတည်းမိုက်တဲ့သဘောပေါက်လားမသိဘူးမိမိတို့နဲ့ဆန်းကျင်မဲ့ဖြစ်နေတဲ့ရန်သူတွေမိမိတို့နဲ့အတိုက်ခံလုပ်နေတဲ့ပုဂ္ဂိုလ်တွေကိုတခါကြီးတက္ကမကြီးတွေကအဲ့ဒီပုဂ္ဂိုလ်တွေကိုမျက်စိထဲမှာမြင်အောင်ကြည့်ပြီးတော့ဒီအာယုန်ထဲမှာထင်ထင်ရှားရှားတွေ့အောင်ယူကြည့်ပြီးတော့မေတ္တာပွားရတယ်ဒီပုဂ္ဂိုလ်လေးတွေပြုံးမြုံရွှင်ရွှင်ကြည်ကြည်လင်းလင်းနေတာထိုင်တာစားတာတောက်တာ
မြင်အောင်ကြည့်ပြီးတော့သူတို့ကိုမေတ္တာပွားရတယ်နော်ဟုတ်လားအဲ့တော့မေတ္တာပွားတော့အဲ့ဒီပုဂ္ဂိုလ်တွေဟာအလိုလိုစိတ်ထားနှလုံးသားတွေပျော်ပြောင်းသွားပြီးတော့မိမိတို့လာပြီးတော့တောင်းပန်တာတို့လာပြီးတော့မိမိတို့ကိုဝန်ချတာတို့ဖြစ်တတ်တယ်နော်ဟုတ်လားသဘောပေါက်လားမသိယောဂီတို့အလိုလိုမိမိတို့အောက်ကိုဒီပုဂ္ဂိုလ်တွေရောက်လာတတ်တယ်နားလည်ပြီနော်ယောဂီတို့ဒါမေတ္တာတတ်ဟာဘလောက်အစွမ်းထက်တယ်လဲဆိုတာယောဂီတို့မေတ္တာပို့ကြည့်ပါဟုတ်မဟုတ်ဆိုတာကိုနော်အဲ့တော့ယောဂီတို့ယခုဦးဇင်းတို့သင်ပေးနေတာဒီနှာသီးဝအောက်မှာဒီအဖျားတစ်ထောက်လောက်နေရာလေးမှာစိတ်ဆိုင်ထားပြီးတော့ထွက်လေဝင်လေကိုတတိမြဲအောင်မှတ်ပါလို့သင်ပေးတယ်အဲ့ဒီအဖျားတစ်ထောက်လောက်နေရာလေးမှာစိတ်ဆိုင်ထားပြီးတော့ထွက်လေဝင်လေကိုယောဂီတို့24နာရီလုံးမှတ်နိုင်အောင်သာကြိုးစားကြည့်ပါယောဂီတို့24နာရီလုံးမှတ်နိုင်အောင်ယောဂီတို့အားထုတ်ကြည့်ရင်ယောဂီတို့ဒီစိတ်ရဲ့စွမ်းအားတွေဆိုတာမြင့်လာတယ်နားလည်ပြီနော်ယောဂီတို့စိတ်စွမ်းအားတမာတိစွမ်းအားတွေမြင့်လာတယ်မိမိတို့ကဒီအရာဝတ္ထုတစ်ခုကိုအဋိဋ္ဌံပြီးတော့ဖြစ်လို့တဲ့စိတ်ကလေးအဋိဋ္ဌံလိုက်ရင်အဲ့ဒီအဋိဋ္ဌံနဲ့အရာဝတ္ထုတွေဟာဖြစ်လာတတ်တယ်နားလည်ပြီနော်ယောဂီတို့ဒါတရားဓမ္မကသူ့ဟာနဲ့သူစောင့်ရှောက်သွားတာသူ့ဟာနဲ့သူဆောင်မြင့်သွားတာဒါဒီလူလားလို့ကျင့်ရတာတော့မဟုတ်ဘူးနော်ဟုတ်လားမိမိတို့ကဒီဝိပဿနာဉာဏ်မဲ့ဉာဏ်ဖုန်ဉာဏ်နေရအောင်ဒီဇိုင်းမှတ်ကျင့်ရတယ်အထောက်ရတယ်ဒါသွားရင်လာရင်နဲ့အကျိုးကိစ္စတွေပြီးသွားတဲ့သဘောပြောပြတာနော်ဟုတ်လားဥပမာဆိုရပါဆိုရဲ့ယောဂီတို့ယောဂဝေဒနာတစ်ခုခုဖြစ်တဲ့ဆိုရပါဆိုရဲ့ဒီယောဂဝေဒနာတစ်ခုခုဖြစ်တဲ့အခါအဲ့ဒီယောဂဝေဒနာကိုဒီအာနာပါနပရိပါကနမိတ်တွေရလာတဲ့အခါအလင်းတန်းတွေရလာတဲ့အခါအဲ့ဒီအလင်းတန်းဖြင့်ယောဂဖြစ်တဲ့နေရာကိုထွင်းဖောက်ပြီးတော့စိုက်ရှုလိုက်ရင်အဲ့ဒီယောဂတွေဟာယောဂီတို့ပျောက်သွားနိုင်တယ်နားလည်ပြီနော်ဟိုတော့ကဦးဇင်းတို့ကျောင်းမှာဒီအသက်ကင်ဆာဖြစ်တဲ့အမျိုးသမီးတစ်ယောက်လာပြီးတော့တရားကျင့်မှုတယ်ဆရာဝန်တွေကလည်းအသက်ကတဖြည်းဖြည်းကင်ဆာဆဲတွေကြီးထွားလာတော့ရက်60ပဲနေရတော့မယ်လို့ပြောလိုက်တယ်အဲ့ဒီအမျိုးသမီးကအသက်အဖြစ်တော့30ကျော်40လောက်လို့ခန့်မှန်းရပါတယ်ကျောင်းလာတော့ငိုးလာတယ်သားမိ2ယောက်ရောက်လာကြတယ်ရောက်လာတော့ဦးဇင်းကတော့ဒီတရားကျင့်ပြီးတော့ကုကြည့်ပါပေါ့တရားကစောင့်ရှောက်ပါတယ်အခုယောဂီကအရက်60ပြည့်ရင်သေရမှာဆိုတာသိနေတော့ဒီအရက်60လုံးလုံးကိုတတိမလွတ်အောင်မှတ်ပါတတိတစ်ချက်မှမလွတ်ပါစေနဲ့ဒီထွက်လေဝင်လေကိုနားလည်ပြီနော်ယောဂီတို့အဲ့ဒါအရက်60အတွင်းသေရမှာဆိုတော့သေမဲ့ရဲ့ဒီယောဂီကသိနေပြီဦးဇင်းတို့ကသေမဲ့ရဲ့မသိရသေးဘူးခမည်းကသိနေတော့ကျွတ်တို့တဲ့သားနေပြီလို့အဲ့တော့ဒီအရက်60လုံးလုံးကိုတတိတစ်ချက်မှမလွတ်အောင်မှတ်ပါတဏှာကြီးဦးဇင်းတို့အဋိဋ္ဌံပြီးတော့ထိုင်ခိုင်းတယ်တဏှာကြီးကိုခန္ဓာကိုယ်လည်းမလုံစိတ်လည်းမလုံနဲ့ဒီထွက်လေဝင်လေကိုတတိမြဲအောင်မှတ်ပါသင်ပေးတယ်သင်ပေးတော့အဲ့ဒီယောဂီကလည်းကြိုးကြိုးစားစားကျင့်တယ်သူကလည်းနောက်ဆုံးအချိန်ရောက်နေတာဟုတ်တတိမလွတ်အောင်မှတ်တယ်လာကစားတုန်းကတော့အသေးကကြီးနေတော့အသေးကထောက်တော့မထိုင်နိုင်ဘူးဒီယောဂီကမထိုင်နိုင်ဘူးမထိုင်နိုင်ပေမဲ့ယောဂီထိုင်ပြီးတော့ကျင့်ဒီတတိမြဲအောင်မှအာနာပါနကမ္မထံကိုတတိမြဲအောင်မှလို့သင်ပြီးတော့တဏှာကြီးအောင်မြင်သွားတယ်ထိုင်နိုင်သွားတယ်တဏှာကြီးအောင်မြင်နောက်ထပ်တဏှာကြီးတိုးပြီးတော့သင်ပေးတယ်
ယောဂီတဏှာကြီးနောက်ထပ်ဆက်တို့ကျင့်မှာနောက်ထပ်တဏှာကြီးလည်းအောင်မြင်သွားတယ်အဲ့ဒီယောဂီက9နာရီထိအောင်မြင်ခန္ဓာကိုယ်လည်းမလှုပ်စိတ်လည်းမလှုပ်ပဲနဲ့ထိုင်နိုင်သွားတယ်နားလည်ပြီနော်ယောဂီတို့ထိုင်နိုင်သွားတော့ကင်းစားဆဲတွေကတဖြည်းဖြည်းညော့သွားတယ်ညော့သွားတော့သူ့သွားတာလာတာနေတာထိုင်တာတွေလည်းဖြက်ဖြက်လက်လက်ဖြစ်သွားတယ်သမင်းနေပါရင်လည်းစားနိုင်တောက်နိုင်ဖြစ်သွားတယ်သူကဖြစ်သွားတော့ဆရာဝန်တွေဆေးသွားပြတော့ဆရာဝန်တွေကဘာဆေးတွေတောက်လိုက်တယ်လဲလို့မေးတယ်အခုဒီအပိုင်းမှာဘာဆေးတွေသုံးတယ်လဲလို့မေးတယ်မေးတော့တောရချောင်းလေးမှာတရားသွားကျင့်တယ်ပေါ့အဲ့ဒီတရားကျင့်တာပဲရှိတယ်ဘာဆေးမှမတော့ပါဘူးပြောတော့အဲ့ဒီတရားဆက်ကျင့်ပါလို့ဆရာဝန်တွေမှားလိုက်တယ်သူတို့လည်းကုလို့မရတော့ဘူးအဲ့ဒီတရားကိုဆက်ကုတော့ယောဂီတို့6လတည်မယ်ဆိုတဲ့အမျိုးသမီးဟာအခုတည်းမတည်သေးဘူးနားလည်းပြင်တော့ယောဂီတို့ဦးဇင်းတို့ဟိုးလွန်ခဲ့တဲ့15နှစ်လောက်ကဒီကလေးမလေးတရားလာကျင့်တယ်လွန်ခဲ့တဲ့15နှစ်လောက်ကကြာပြီပေါ့အခုထိသူကမတည်သေးဘူးနားလည်းပြင်တော့ယောဂီတို့အဲ့တော့ဒီယောဂဝေဒနာတွေဖြစ်ရင်ဒီအလင်းတန်းတွေရရင်အလင်းတန်းတွေဖြင့်ထွန်းဖောက်ရှုရတယ်အဲ့ဒီယောဂဝေဒနာတွေထဲမှာဖြစ်နေတဲ့ဒီယုတ်ကလတ်တွေဝေဒနာတွေရှုမှတ်တဲ့စိတ်တွေဖြစ်တာချုပ်တာမြင်အောင်ရှုရတယ်နော်ဟုတ်လားယောဂီတို့ရှုတတ်ပြီလားအဲ့ယောဂတွေပျောက်ကင်းသွားတတ်တယ်နော်ဟုတ်လားအဲ့တော့မနေ့တစ်ချိန်ညတစ်ချိန်ယောဂီတို့အိမ်ပြန်ရောက်ရင်တော့တရားကိုထိုင်ကြပါလို့ဥပဒေကတိုက်တွန်းလိုပါတယ်နော်ဟုတ်လားထိုင်ကြမလားမနေ့တစ်ချိန်ညတစ်ချိန်ထိုင်ကြမနော်ဟုတ်လားအဲ့တော့မနေ့တစ်ချိန်ညတစ်ချိန်ထိုင်တော့အချိန်သတ်မှတ်ထားရတယ်မနေ့ဆိုလဲ4နာရီထားရတယ်ဆို4နာရီပုံမှန်ထားပြီးတော့တရားထိုင်ရတယ်ည6နာရီကနေ9နာရီထိုင်မယ်ဆိုလဲ6နာရီကနေ9နာရီတရားထိုင်တဲ့အချိန်လေးကိုသတ်မှတ်ထားရတယ်နားလည်ပြီနော်အဲ့ဒီအချိန်တွေရောက်ရင်တခြားလောကီအလုပ်တွေဘာမှမလုပ်တော့ပဲနဲ့အဲ့ဒီတရားကျင့်တဲ့အလုပ်တစ်ခုပဲလုပ်ရတယ်နော်ဟုတ်လားဒကာကြီးမိုက်တွေသဘောပေါက်လားမသိဘူးအဲ့ဒီအကျင့်ကိုနေ့တိုင်းကျင့်ရတယ်ကျင့်ရင်ယောဂီတို့ဒီတရားတွေကမိမိတို့ကိုအမြဲတမ်းစောင့်ရှောက်သွားတယ်အခက်ခဲဆိုတာဘာမှမရှိဘူးအန္တရာယ်ဆိုတာဘယ်သွားဘာအန္တရာယ်မှမကြုံဘူးယောဂီတို့နားလည်ပြီနော်သဘောပေါက်လားမသိဘူးဦးဇင်းတို့အိန္ဒိယမှာ3လသွားပြီးတော့ဂူထဲမှာအဋိဋ္ဌံကျင့်တယ်အဋိဋ္ဌံကျင့်ပြီးတော့3လပြည့်လို့ပြန်လာတော့ကလကတ္တာကနေပြီးတော့မင်္ဂလာတုံလေစိတ်ကိုလေရင်စီးတယ်လေရင်စီးတော့ဦးဇင်းတို့စီးလာတဲ့လေရင်ပေါ်မှာအပေါ်ရောက်တော့လူတွေဟာပြောကြပါကြစားကြတောက်ကြဘောသူတို့စူးစူးညံ့ညံ့စကားတွေလည်းပြောကြတယ်ဒီအရက်တွေဘာတွေလည်းတောက်ကြတယ်ပေါ့လေလူတွေဟာလေရင်တစ်စီးလုံးစူးညံ့နေတယ်အဲ့တော့မင်္ဂလာလုံးလေစိတ်ဆင်းကန်ကြီးရောက်တော့လေရင်ကြီးကဒီလိုလူးလာတယ်ပုံမှန်တိုင်းမဟုတ်တော့ဘူးအဲ့တော့လေရင်ကြီးကလူးလာတော့လူတွေကခုံမောကနေဟိုဘက်ရောက်ဒီဘက်ရောက်ရှေ့ကလူကနောက်ရောက်နောက်ကလူကရှေ့ရောက်အဲ့လိုဖြစ်လာပြီသူတို့ဖြစ်လာတော့လေရင်မယ်တွေကလည်းအရေးပေါ်ကြော်ညာနေပြီသူတို့ဒီအရေးပေါ်ထွက်ပေါက်တွေသူကြော်ညာနေပြီအဲ့ဒီအချိန်မှာလူတွေတိတ်သွားတယ်ကြောက်သွားကြတယ်ဗောနားလည်ပြီနော်ကြောက်သွားကြတယ်လူတွေရောက်တော့အဲ့ဒီလေရင်ကြီးကဦးဇင်းတို့မင်္ဂလာတုံလေစိတ်ဆင်းလိုက်တဲ့အခါတော့ပြေးလမ်းပေါ်မရောက်ဖက်နဲ့ဟိုပြေးလမ်းချော်ပြီးတော့အဝေးရောက်ပါတယ်နောက်ဘိန်းကပြုတ်ထွက်သွားတယ်အဲ့ဒီနောက်ဘိန်းပြုတ်ထွက်သွားတယ်ဒီလေရင်ခေါင်းကြီးကဒီရှင်ထဲကိုစိုက်သွားတယ်အဲ့လိုဖြစ်သွားတယ်အဲ့တော့ဒီလေရင်ကအမှန်ကတော့ပေါက်ကွဲရမှာလူတွေလည်းသေရမှာအဲ့ဒါအရေးပေါ်ပေါက်ကနေလေရင်ဘောကနေခုံချရတယ်အဲ့ဒါဦးဇင်းတို့လည်းခုံချခဲ့ရတယ်အဲ့ဒါတရားကစောင့်ရှောက်တာမဟုတ်ရင်လေရင်ပြက်ကြအယိုးတောင်တွေ့ရမှာမဟုတ်လားနားလည်ပြီနော်ယောဂီတို့အဲ့လိုအသက်အန္တရာယ်တွေပါတွေကြုံတဲ့အခါမှာလေဒီတရားဓမ္မကစောင့်ရှောက်တယ်နော်ဟုတ်လား
ယောဂီတို့ယုံကြည်ကျင့်ရတယ်ခမရတို့ယုံကြည်အားထုတ်ရတယ်ဒီတရားဓမ္မကိုနားလည်ပြီနော်ဘယ်သွားအန္တရာယ်မရှိဘူးတရားကျင့်သွားဟုတ်လားဘာအန္တရာယ်မှမကြုံဘူးအန္တရာယ်တွေကလွန်မြောက်တယ်ကိုလုပ်တဲ့အလုပ်တွေကအောင်မြင်တဲ့ပြီးစည်းတယ်နားလည်ပြီနော်နေတိုင်းတရားကျင့်နေတိုင်းမေတ္တာပို့အမျှဝေလုပ်ရတယ်ဒါဦးဇင်းတို့ဒီစင်ကာပူနိုင်ငံမှာနေထိုင်ကြတဲ့ဒီမြန်မာလူမျိုးတွေပေါ့အဲ့ဒါဦးဇင်းကလည်းဒီမြန်မာလူမျိုးတွေကြီးပြီးတော့ညနေရဒကာဒကမတွေပြောမိပါသေးတယ်။ဩတို့နိုင်ငံကနေတခြားနိုင်ငံလာပြီးတော့အလုံးလုံးနေရတာဦးဇင်းကတွေ့ရတာစိတ်မကောင်းဘူးလို့ကိုယ်နိုင်ငံမှာပဲအလုံးလုံးစေခြင်းလေဦးဇင်းတို့ရဲ့စိတ်ပေါ့လေသူများနိုင်ငံလာပြီးတော့အလုံးလုံးနေရတာဦးဇင်းတို့စိတ်ထဲမှာမကောင်းဘူးသူများနိုင်ငံဦးဇင်းတို့လည်းဆေးလာကုနေရတာစိတ်မကောင်းဘူးကိုယ်နိုင်ငံမှာဆေးကုနေရမယ်ဆေးုံနေရှိရမယ်အဲ့တော့ဦးဇင်းကစိတ်ထဲမှာလူတွေကိုအခမဲ့ဆေးကုပေးခြင်းနဲ့စိတ်တွေဖြစ်နေတာအခုဆေးုံကြီးကိုခန်းခန်းနာနာဆောက်ပြီးတော့ဒီဦးဇင်းတို့ဒီဆရာဝန်တွေဒီရိုက်တဲ့ဆက်တွေပြည့်စုံဝယ်ပေးပြီးတော့ဦးဇင်းကမြန်မာနိုင်ငံမှာဆေးရုံခင်မိတဲ့ဆေးရုံကြီးတည်ဆောက်ချင်တာဒီမြန်မာနိုင်ငံကလူတွေအပြင်ထွက်ပြီးတော့ဆေးကုရတာတနေ့ဆိုဘီလီယံနဲ့ချီပြီးတော့ဆုံးရှုံးတဲ့နိုင်ငံငွေတွေဟုတ်လားနားလည်ပြီနော်ယောဂီတို့အဲ့ဒါဦးဇင်းကဒီကပြန်ရင်တော့အထိဋ္ဌာန်ထားတယ်ပိုက်ဆံရှိလို့တော့မဟုတ်ဘူးဟုတ်လားဆေးရုံကြီးဆောက်ပြီးတော့အဲ့ဒါလူတွေကိုအခမဲ့ဆေးကုပေးမယ်လို့အဲ့ဒါဦးဇင်းကအထိဋ္ဌာန်ထားတယ်အခုကျောင်းသူကျောင်းသားလေးတွေဒီမိဘမဲ့ကလေးလေးတွေပညာမသင်ကြားနိုင်တဲ့ကလေးလေးတွေအခုမူလာတန်းကနေ10တန်းအထိအခမဲ့သင်ပေးနေတယ်အင်ကြီးတွေလည်းဝယ်ပေးတယ်သူတို့စာရွက်စာတမ်းတွေဝယ်ပေးတယ်သူတို့နေဖို့ထိုင်ဖို့အဆောက်အုံတွေဆောက်ပေးတယ်သူတို့တက်ဖို့ကျောင်းဆောက်ပေးတယ်ဆရာမ17ယောက်ငှားထားတယ်တယောက်ကို3,200,000ပေးရတယ်ဒီဆရာမတယောက်ကို3,200,000ပေးပြီးတော့ဒီကလေးတွေပညာသင်ပေးနေတယ်နားလည်ပြီနော်ယောဂီတို့အဲ့ဒါဘာကြောင့်ဦးဇင်းကဒါတွေသင်ပေးရတယ်လဲဆိုတော့ဒီဦးဇင်းတို့သာသနာပညာတတ်တဲ့ပုဂ္ဂိုလ်တွေမရှိတော့ရင်ဘယ်လိုလုပ်ဆက်ဆောင်ရှောက်နိုင်မလဲဒီလိုမလားယောဂီတို့ဒီနိုင်ငံတော်ဘယ်လိုလုပ်ဆက်ဆောင်ရှောက်နိုင်မလဲအဲ့တော့ဒီကလေးတွေပညာသင်ပေးတဲ့အခါမှာလဲသူတို့ပညာတတ်ရုံနဲ့မဟုတ်ဘူးစီကံရှိအောင်ဘယ်ချိန်ထားရမယ်ဘယ်ချိန်အိပ်ရမယ်ဘယ်ချိန်စာကြည့်ရမယ်ဘယ်ချိန်အလုပ်လုပ်ရမယ်အမြဲတမ်းသူတို့ကိုစီကံတကြသင်ပေးနေတယ်သူတို့စာရိတ္တကောင်းအောင်စီကံရှိအောင်ပေါ့နားလည်ပြီနော်ယောဂီတို့သွားတဲ့ခါလဲဒီဘလို့သွားရမယ်ဒီစီတန်းပြီးတော့ညီညာသွားရမယ်နောက်ကဆရာမတွေကလိုက်စောင့်ရှောက်ပေးရမယ်ကိုယ်ယောဂရမသွားရဘူးအဲ့တော့စာကျက်တဲ့စာသင်တဲ့ခါမှလဲစီကံရှိစာသင်ရမယ်စာကျက်ရမယ်အမြဲတမ်းဒီကလေးတွေကိုသင်ပေးနေတယ်မဟာမြင်တော်ကြီးတဲ့မှာအလေကြီးမှာနော်ယောဂီတို့အဲ့ဒါလုံနေတယ်ဦးဇင်းပိုက်ဆံရှိလို့မဟုတ်ဘူးအဲ့ဒါဦးဇင်းကတရားကျင့်အထိဋ္ဌာန်ပြီးတော့လုံနေတာနားလည်ပြီနော်ပိုက်ဆံလေးပိုးလို့များလို့မဟုတ်ဘူးဦးဇင်းဒီရတဲ့နဝကမ္မတွေသုံးပြီးတော့ဒီကလေးတွေကိုပညာသင်ပေးနေတာကလေးတွေကဒီမိဘမဲ့ကလေးတွေဆိုတော့ဘခွားတစင်းနဲ့တောရင်းလျှောက်သွားနေတာပညာမတတ်ဘူးအဲ့တော့ဒီပညာမတတ်တဲ့လူတွေလူအယောက်တရာအလုံးလောက်တာနဲ့ပညာတတ်တဲ့လူတယောက်လောက်တာဘယ်လိုလုပ်တူးမလဲယောဂီတို့နားလည်ပြီနော်သဘောပေါက်လားမသိဘူးအဲ့တော့ဒီပညာတတ်တဲ့လူတွေတဖြည်းဖြည်းများလာအောင်စီကံရှိတဲ့ပုဂ္ဂိုလ်တွေတဖြည်းဖြည်းများလာအောင်ဆိုပြီးတော့အဲ့ဒီရည်ရွယ်ချက်နဲ့အခုမူလာတန်းကနေဓမ္မတန်းထိပေါ့ဦးဇင်းတို့ပညာသင်ပေးနေတဲ့မာမြင်တော်တဲ့မှာနားလည်ပြီနော်နောက်ယောဂီတွေလည်းဦးဇင်းတို့တို့အမြဲတမ်းတရားသင်ပေးနေတယ်တရားကျင့်တာပေါ့လေဦးဇင်းတို့ကျင့်ထားသလောက်အမြဲတမ်းတရားထိုင်ရတယ်မထိုင်မဲ့နေလို့မရဘူးအဲ့ဒါဦးဇင်းတို့ကတရားထိုင်ရင်လည်းထိုင်ဝေယဝဆလှုပ်ခြင်းလည်းလှုပ်အဲ့ဒီနှစ်ခုတစ်ခုတော့လုံးမမာမြင်နေလို့ရတယ်အဲ့ဒါရောင်ပေးလှုပ်တဲ့လူတွေနေလို့မရဘူးနားလည်ပြီနော်ယောဂီတို့အဲရောင်ပေးလူတွေဆိုရင်အဲ့ပြန်လှုပ်လိုက်တယ်အဲ့လိုမထားဘူးအဲ့လိုနားလည်ပြီနော်ယောဂီတို့လူတွေစီကံရှိအောင်
စီကံတကြနဲ့အလုံးလုံးလာပြီဆိုရင်လူတရားကိုတချို့1000ပေးရတယ်လူတရားကို1000ပေးရတယ်ချို့1000-2000ပေးရတယ်ဒီငှားခိုင်းတာဦးဇင်းကလာကတွေပေးတယ်ချို့9000ပေးရတယ်အဲ့တော့စီကံရှိရှိနဲ့အလုံးလုံးတဲ့လူတွေဆိုရင်အဲ့ဒီမှာထမင်းလဲကျွေးတယ်နေစရာလဲပေးတယ်ဒီလာကလည်းရတယ်ပေါ့ဒါအမြင့်ပေးတာဦးဇင်းကအမြင့်အလုံးလုံးတာလို့ဦးဇင်းတို့ကိုယ်တိုင်လဲရက်တယ်နားတယ်ဆိုတာမရှိဘူးဒီမှာမှဦးဇင်းကတရားထိုင်နားရသေးတယ်ဟိုမှမနားရဘူးအဲ့ဒါတစ်ချိန်လုံးအလုံးလုံးရတာအိတ်တဲ့အချိန်နည်းနည်းလေးအိပ်ရတာနားလည်းပြင်တော့ယောဂီတို့အမြင့်လုံးရတာဟုတ်မဟုတ်ဆိုတာဒီတက္ကမကြီးတို့ဒေါ်နီလာအောင်တို့ရောက်ဘူးတယ်ဦးဇင်းတွေးဖို့ကိုသူတို့မလွယ်ဘူးအဲ့ဒါသူတို့ရဲ့အကြာကြီးနေတာကိုဆွမ်းစားတဲ့အချိန်လေးလောက်ပဲတွေးလို့ရတယ်ဦးဇင်းအလုံးလုံးရတာဒီအဲ့ဒီဖရာသာသနာအတွက်အလုံးလုံးရတာပေါ့နားလည်းပြင်တော့ယောဂီတို့အဲ့တော့အဲ့ဒါတွေဘာဖြစ်လို့အလုံးလုံးလို့ရတယ်လဲဒီတော်ကြီးတယ်ဦးဇင်းတို့သွားတော့ကတပိတ်တစ်လုံးသင်္ကန်း3တယ်ပဲပါတယ်နော်ယောဂီတို့ဘာမှမပါဘူးပိုက်ဆံဆိုတာတပြားတစ်ချက်မှမပါဘူးတခြားအသုံးဆောင်နေဆိုတာလည်းဘာမှမပါဘူးဒီတပိတ်တစ်လုံးသင်္ကန်း3တယ်လေးနဲ့တော်တဲ့သွားတယ်အခုလူပေါင်း900လောက်ဦးဇင်းတို့ကျွေးလို့ရပြီလာကပေးလို့ရပြီခလေးတွေစာသင်ပေးလို့ရပြီဒါလို့မဟုတ်လားယောဂီတို့ရဲ့ခင်ဗျားတို့တရားမကျင့်ရင်တော့ဖြစ်ပါမလားဖြစ်ပါဘူးမဖြစ်ဘူးဂျွန်းတော်ပြန်သွားလေဦးမယ်ဟုတ်လားမာမြေတော့တဲ့ဂျွန်းပြန်တဲ့လူတွေရှိတယ်ယောဂီတို့နားလည်ပြီနော်မာမြေတော့ဤထဲမှာဦးဇင်းတို့တရားမကျင့်မဲ့နေလို့မရဘူးခင်ဗျားတို့ဟိုမှော်ဘီကဟိုမင်းသင်္ခါဆိုတဲ့ဆရာကြီးတို့မာမြင်နဲ့လာတယ်ကား4ဘိန်းလုံးသူစီးတဲ့ကားကပေါက်သွားတယ်တပြိုင်တည်းထဲပေါက်သွားတယ်ချက်ချင်းပြန်ထွက်ပြေးရတယ်သူတစ်ပည့်တွေကလည်းတယောက်နဲ့တယောက်ရံဖြစ်ကြတယ်ဘလို့မှထိမ့်လို့သိမ့်လို့မရအောင်ဖြစ်ပြီးတော့ချက်ချင်းပြန်ထွက်သွားရတယ်တောထဲမှာယောဂီတို့အဲ့မာမြင်တောထဲဟာလို့တရားမှန်ကန်မကျင့်တော့နေလို့မရဘူးရေတွင်းနေရေခန့်သွားတယ်ယောမာမြင်တော့အလဲတဲ့ထဲမှာနတ်ယူတင်လေးတွင်ရှိတယ်အဲ့ဒါချက်မရေလို့ခေါ်တယ်ချက်မရေဆိုတာကမာမြင်တော့ရဲ့အလဲချက်မကိုဒီလိုဆိုလိုတယ်နားလည်ပြီနော်အလဲတဲ့ချက်မမှာသူကရေတွင်းလေးတွင်ထွက်တယ်ဘယ်နေရာမှာမာမြင်တော့မှရေမရှိဘူးရေထွက်တယ်ဆိုတာမရှိဘူးအဲ့ဒီရေတွင်းလေးကဒီယတိယဟန်နေတောက်သုံးပြီးတော့တရားကျင့်လို့ရအောင်ဆိုပြီးတော့နတ်တရားပြီးထားတဲ့ရေတွင်းတစ်ဖွဲ့ဖြစ်လို့နတ်ရေတွင်းလို့ခေါ်တယ်နားလည်ပြီနော်အဲ့ဒီရေတွင်းကယောဂီတို့ကျင့်တဲ့ပုဂ္ဂိုလ်တွေကမမှန်မကန်ကျင့်ရင်အဲ့ရေတွင်းကရေခမ်းသွားတယ်ရေမထွက်တော့ဘူးအဲ့တော့ရေခမ်းသွားတဲ့အခါမှာပြန်တောင်းပန်ရတယ်ဒီနတ်တွေထဲမှာကျင့်နေတဲ့ဝိဇ္ဇာတွေပြန်တောင်းပန်ရတယ်တောင်းပန်ရင်အဲ့ဒီရေကပြန်ထွက်လာတယ်နားလည်ပြီနော်ယောဂီတို့အဲ့တော့မတောင်းပန်မှုမင်းတို့မိမိတို့ကျင့်တဲ့ပုဂ္ဂိုလ်ကမှားမှားယွင်းယွင်းကျင့်မယ်ဆိုရင်တော့အဲ့ဒီပုဂ္ဂိုလ်ဟာအဲ့ဒီထဲမှာတည်သွားတတ်တယ်အန္တရာယ်တစ်ခုခုဖြစ်သွားတတ်တယ်နားလည်ပြီနော်ယောဂီတို့အဲ့ဒီထဲမှာယဟန်နေပြန်လွန်တော်မူတာအများကြီးပဲယောဂီတို့တောင်ပေါ်တက်သွားတယ်တောင်ပေါ်မှာအဲ့ဒီမာမြင်တော်ထဲမှာဒီယဟန်နေတိလရှင်နေလာကျင့်တာအရေးအတွက်အပြင်10ပါးလောက်ရှိမယ်အဲ့ဒီ10ပါးလုံး3-4ရက်လောက်ကြာတော့ပြန်လွန်တော်မူသွားရတယ်တပြိုင်တည်းပြန်လွန်တော်မူတယ်နားလည်ပြီနော်ယောဂီတို့အဲ့တော့မကန်ကျင့်ရင်ဒီမာမြင်တော်တွေဟာမရဘူးယောဂီတို့နားလည်ပြီနော်အဲ့တော့ယောဂီတို့လည်းနေတိုင်းတရားကျင့်စေခြင်းနဲ့အားထုတ်စေခြင်းနဲ့လွန်မြောက်မှုငြိမ်းအေးမှုချမ်းသာမှုရအောင်အန္တရာယ်တွေကင်းအောင်မိမိတို့လုပ်တဲ့အလုပ်တွေငြိမ်းချမ်းစွာပြီးဆုံးသွားအောင်ပေါ့နားလည်ပြီနော်အဲ့ဒါအမြဲကျင့်ကြရမယ်နော်ဟုတ်လားမနေ့တစ်ချိန်ညတစ်ချိန်အားထုတ်ကြရမယ်ဒီကနေ့ညဥဒင်းကဒီယောဂီတွေဝေဒနာရှုတဲ့အကြောင်းကိုပြောဖို့ရည်ရွယ်လာခဲ့တယ်ချို့ယောဂီတွေကလည်းဒီဝေဒနာရှုတဲ့နည်းကိုလားရှောက်နေတော့
ဝေဒနာရှုမှတ်တဲ့နီးစနစ်တစ်ခုကိုယောဂီတို့သင်ပေးမလို့ပါနားလည်ပြီနော်ယောဂီတို့အဲ့တော့ယောဂီတို့ယခုနေတိုင်းညွှန်ကြားတဲ့နီးတွေရှိတယ်ငယ်တိကနေခြေပြားအပိုင်း3နဲ့2ပိုင်းရှိတယ်နော်ခြေပြားကနေငယ်တိတ်အပိုင်း3နဲ့2ပိုင်းရှိတယ်အဲ့တော့ဒီအပိုင်းတိုင်းမှာဝေဒနာရှုတော့ယောဂီတို့စိတ်အပြင်ထွက်မှုနည်းလာတယ်နားလည်ပြီနော်ယောဂီတို့အဲ့တော့တဏှာထဲမှာစိုက်ရှုတာနဲ့ဒီအပိုင်းလိုက်ရှုတာနဲ့ဘာကွာသလဲဆိုရင်စိတ်အပြင်ထွက်မှုအပိုင်းလိုက်ရှုတာကနည်းတယ်ဒါလို့မဟုတ်လားယောဂီတို့တဏှာထဲစိုက်ရှုတဲ့အခါရောက်တော့တမာရီမနိုင်သေးတဲ့အခါမှာစိတ်အပြင်ထွက်တယ်ဝေဒနာကိုလည်းထင်ရှားရှုမှတ်လို့မရတာမျိုးဖြစ်တာထုတ်တာရှုမှတ်လို့မရတာမျိုးဖြစ်တတ်တယ်နော်ဟုတ်လားနောက်တစ်ခုကဒီနိဝရဏတရား5ပါးလွှမ်းမိုးပြီးတော့မိမိတို့ဘလို့မှမှတ်လို့မရတာမျိုးဖြစ်တတ်တယ်နော်ဟုတ်လားယောဂီတို့သဘောပေါက်လားမသိဘူးအဲ့တော့အပိုင်းလိုက်ယောဂီတို့ရှုကြည့်ပါငယ်တိတ်ကနေခြေပြားကနေငယ်တိတ်အစိမ်ပိုင်းတစ်ခုကိုယောဂီတို့ထွက်လင်ဝင်လေ2ကြိမ်3ကြိမ်လောက်ပဲရှုအကြာကြီးမရှုနဲ့နားလည်ပြီနော်ဝေဒနာတွေ့သည်ဖြစ်စေမတွေ့သည်ဖြစ်စေဒီထွက်လေဝင်လေရှုသွင်းလိုက်တယ်လေပြန်ထုတ်လိုက်တယ်အဲ့ဒီအကြိမ်လေး2ကြိမ်လောက်ရှုပြီးတာနဲ့အစိတ်ပိုင်းတစ်ခုပြောင်းသွားလိုက်နားလည်ပြီနော်ပြောင်းသွားရင်ယောဂီတို့စိတ်ကအပြင်ထွက်တာမရှိတော့ဘူးခန္ဓာကိုယ်အစိတ်ပိုင်းတွေပေါ်မှာတည်သွားလိမ့်မယ်နားလည်ပြီနော်အဲ့တော့ငယ်တိတ်ကနေခြေပြားနေငယ်တိတ်အပြန်လန်ရှုမှတ်သွားရင်ယောဂီတို့တဏှာရည်နဲ့စိတ်အပြင်မထွက်တော့ဘူးနားလည်ပြီနော်အပိုင်းတိုင်းမှာစိတ်တည်သွားတယ်စိတ်တည်သွားတော့တမာတိသိက္ခာကတဖြည်းဖြည်းမြင့်လာတော့ပြည့်စုံလာတော့အပိုင်းတိုင်းမှာဝေဒနာလေးတွေတွေ့လာတယ်နားလည်ပြီနော်ယောဂီတို့လှုပ်တဲ့သဘောတို့ပူတဲ့သဘောတို့အေးတဲ့သဘောတို့ထုံကျင်တဲ့သဘောတို့ရတဲ့သဘောတို့ဒီခံစားတဲ့သဘောလေးတွေတွေ့လာတယ်နော်ဟုတ်လားအဲ့လိုတွေ့လာတဲ့အခါရောက်တော့ယောဂီတို့ကငယ်တိတ်မှာများသောအားဖြင့်ဆပင်လေးတွေလှုပ်တာငယ်တိတ်လှုပ်တာတွေ့တတ်တယ်နော်တွေ့ရင်အဲ့ဒီလှုပ်တဲ့ဝေဒနာလေးကိုစိုက်ရှုပြီးတော့လှုပ်တဲ့ဝေဒနာလေးဖြစ်ပေါ်လာတယ်ချုပ်ပြောက်သွားတယ်ဖြစ်ပေါ်လာတယ်ချုပ်ပြောက်သွားတယ်စိုက်ရှုရင်သူကဝေဒနာတွေကလည်းထင်ရှားတွေ့လာတယ်အပိုင်းတိုင်းမှာနားလည်ပြီနော်ဒီငယ်တိတ်မှာဝေဒနာထင်ရှားတွေ့ရင်ကြံတဲ့အစိတ်ပိုင်းတွေလည်းတွေ့လာတတ်တယ်နော်ဟုတ်လားအဲ့ဒီတွေ့တဲ့နေရာမှာဝေဒနာဖြစ်တာထုတ်တာမြင်အောင်ရှုရတယ်ချုပ်ငြိမ်းအောင်ရှုရတယ်နားလည်ပြီနော်ယောဂီတို့ရှုရလားမသိဘူးအဲ့လိုရှုမှတ်တော့အပိုင်းတိုင်းမှာသူကဝေဒနာတွေထင်ရှားတွေ့သွားတယ်ဉာဏ်ခက်တာနဲ့ဒုက္ခဝေဒနာတွေတချို့ခန္ဓာကိုယ်အစိတ်ပိုင်းတွေမှာဖြစ်နေတတ်တယ်တွေ့နေတတ်တယ်တွေ့တဲ့အခါမှာလဲယောဂီတို့ကအဲ့ဒီဝေဒနာကို2မိနစ်3မိနစ်လောက်ပဲစိုက်ရှုရတယ်အကြာကြီးမရှုရဘူး2မိနစ်3မိနစ်လောက်စိုက်ရှုလို့မှအဲ့ဒီဒုက္ခဝေဒနာမချုပ်ဘူးဆိုရင်ခြံလှထားခဲ့ပြီးတော့အစဉ်တိုင်းရှုသွားရတယ်နားလည်ပြီနော်အစဉ်တိုင်းရှုသွားတော့အဲ့ဒီဉာဏ်ခက်တာနဲ့ဝေဒနာပေါ်မှာစိတ်ကတခါပြန်ရောက်ကောင်းရောက်လိမ့်မယ်နားလည်ပြီနော်ဒါပေမဲ့မိမိစိတ်ကအစဉ်တိုင်းရှုသွားရတယ်ရှုသွားတော့အစဉ်တိုင်းရောက်တဲ့ခန္ဓာကိုယ်အစိတ်ပိုင်းပေါ်မှာစိတ်ကရောက်လိုက်ကြမ်းတမ်းတဲ့ဒုက္ခဝေဒနာပေါ်မှာရောက်လိုက်ဒီလိုဖြစ်နေတတ်သေးတယ်နော်ဟုတ်လားအဲ့တော့မိမိတို့ကအစဉ်တိုင်းသာစိုက်ရှုသွားရင်စောစောကကြမ်းတမ်းတဲ့ဝေဒနာကချုပ်သွားမယ်ချုပ်သွားပြီးတော့ဒီမိမိတို့ရောက်တဲ့အပိုင်းပေါ်မှာစိတ်တည်သွားလိမ့်မယ်နော်ဟုတ်လားတခြားမရောက်တော့ဘူးမရောက်တော့မိမိတို့ရောက်တဲ့အပိုင်းပေါ်မှာစိတ်ဆိုင်ထားနိုင်တဲ့အခါရောက်တော့ရောက်တဲ့အပိုင်းတိုင်းမှာဝေဒနာဖြစ်တာချုပ်တာရှုလို့ရသွားမယ်ချုပ်ငြိမ်းအောင်ရှုလို့ရသွားမယ်နားလည်ပြီနော်အဲ့တော့ဝေဒနာ
ဖြစ်တာချုပ်တာအပိုင်းနိုင်ရှုလို့ရပြီခြုံငင်းအောင်ရှုလို့ရလာပြီဆိုတဲ့အခါရောက်တော့ယောဂီတို့ကအပိုင်းလိုက်မရှုတော့ဘဲနဲ့ဒီငယ်တဲ့ကနေပြီးတော့တကိုယ်လုံးဖြစ်ချုပ်နေတဲ့ဝေဒနာတွေကိုခြုံငုံပြီးတော့ရှုလိုက်ရတယ်နားလည်ပြီနော်တကယ်လို့အလင်းတက်ရရင်ဒီအလင်းတက်တွေနဲ့တကိုယ်လုံးဖြန့်ပြီးတော့ဒီငယ်တဲ့ကနေခြေပြားတိုင်အောင်အလင်းတက်တွေနဲ့ထွင်းဖောက်ပြီးတော့အင်မတန်သေးငယ်တဲ့ယုတ်ကလတ်ဒီသိမ်မွေ့နူးညံ့တဲ့ဝေဒနာတွေတေချာချာဖြစ်တာချုပ်တာမြင်အောင်ရှုရတယ်ခြုံငင်းအောင်ရှုရတယ်နော်ဟုတ်လားယောဂီတို့ရှုတတ်လားမသိဘူးဒါမိမိတို့ကဒီတမထဘိုင်းကိုကျင့်သုံးပြီးတော့တမာတိတိတ်္ခပြည့်စုံစွာကျင့်သုံးပြီးတော့ဝိပဿနာကူးတဲ့ပုဂ္ဂိုလ်တွေရောက်တော့ဒီအာနာပါနပရိပါကနမိတ်အလင်းတက်တွေနဲ့လို့ဖြန့်ရှုလို့ရတယ်နားလည်ပြီနော်အဲ့ဒါကဒီသမထဘာဝနာကြောင့်ဖြစ်ပေါ်လာတဲ့အလင်းရောင်လို့ခေါ်တယ်နောက်ယောဂီတို့ဒီဝေဒနာကိုဖြစ်တာချုပ်တာမြင်အောင်ရှုမှတ်ရင်းနဲ့ဒီဖြစ်ချင်းပြက်ချင်းကိုမြင်တဲ့ဥဒိယပယဉာဏ်ကြောင့်ခန္ဓာကိုယ်ကလင်းလာတတ်တယ်အဲ့ဒါကဒီဝိပဿနာဘာဝနာကြောင့်ဖြစ်တဲ့အလင်းရောင်လို့ခေါ်တယ်နားလည်ပြီနော်အဲ့တော့ဒီသမထကျင့်ပြီးတော့မှဝိပဿနာကူးပြီးတော့ကျင့်သုံးကြတဲ့ယောဂီသူတော်စင်တွေကသမထဝိပဿနာယာနိကလမ်းစဉ်လို့ခေါ်တယ်နော်ဟုတ်လားအဲ့တော့သမထကိုတီးတန့်မထူထောင်မဲနဲ့တမာတိတိတ်္ခာကိုတီးတန့်မကျင့်မဲနဲ့ဝိပဿနာတက်ကျင့်တဲ့လမ်းစဉ်ကသုဒ္ဓဝိပဿနာယာနိကလမ်းစဉ်ခေါ်တယ်နော်ဟုတ်လားအဲ့တော့သုဒ္ဓဝိပဿနာယာနိကလမ်းစဉ်ကျင့်သုံးတဲ့ယောဂီသူတော်စင်တွေကဒီဥဒိယပယဉာဏ်ရလာရင်အလင်းတက်တွေဖြစ်လာတယ်နားလည်ပြီနော်ယောဂီတို့ဥဒိယပယဉာဏ်ကြောင့်ဘာဝနာမယအလင်းရောင်တွေဖြစ်လာတယ်အဲ့ဒီအလင်းရောင်တွေဖြစ်မိမိတို့ကထွန်းဖောက်ပြီးတော့ရှုရတယ်ဖြန့်ချက်ပြီးရှုရတယ်နားလည်ပြီနော်အဲ့တော့ထွန်းဖောက်ဖြန့်ချက်ရှုတော့ယောဂီတို့ဒီအဆိုင်ခဲတွေကပြိုကွဲသွားတယ်နားလည်ပြီနော်ယောဂီတို့အဆိုင်ခဲတွေပြိုကွဲသွားတယ်ဥကောင်းရှုလိုက်ရင်ဥကောင်းမရှိတော့ဘူးခန္ဓာကိုယ်ရှုလိုက်ရင်ခန္ဓာကိုယ်ပြိုကွဲသွားတယ်နားလည်ပြီနော်ယောဂီတို့သဘောပေါက်လားမသိဘူးဒီပေါင်တို့ဒူးစိတို့ခြေစလုံးတို့ရှုလိုက်လဲပြိုကွဲသွားတယ်ပြိုကွဲသွားတော့ဒီခန္ဓာကိုယ်ကအမှုံအမွှားတွေဖြစ်သွားတယ်ကြီးကြီးလင်းလင်းတောက်တောက်ပပလင်းထိန်နေတဲ့ဒီအမှုံအမွှားလေးတွေဖြစ်တာချုပ်တာတွေ့လာတယ်ယုတ်ကလတ်လေးတွေနားလည်ပြီနော်အဲ့ဒီယုတ်ကလလေးတွေကိုဖြစ်တာချုပ်တာစိုက်ပြီးတော့ရှုနေရတယ်ခြုံငင်းအောင်ရှုရတယ်နောက်ဝေဒနာတွေပေါ်တိမ်တိမ်မွေ့မွေ့နုနုညံ့ညံ့ဖြစ်တာချုပ်တာစိုက်ရှုရတယ်ခြုံငင်းအောင်ရှုရတယ်နော်ဟုတ်လားနားလည်ပြီနော်အဲ့လိုရှုမှတ်တော့ဒီငယ်တိတ်ကနေစိုက်ရှုလိုက်တာနဲ့တကောလုံးဝေဒနာတွေရှုပြီးသားဖြစ်သွားတယ်နားလည်ပြီနော်တကောလုံးဖြစ်တာချုပ်တာရှုမှတ်ပြီးသားဖြစ်သွားတယ်တကောလုံးဝေဒနာတွေချုပ်ငိမ့်အောင်ရှုမှတ်ပြီးသားဖြစ်သွားတယ်နော်ဟုတ်လားရှုရပြီလားမသိဘူးယောဂီတို့ရှုရပြီနော်အပိုင်းတိုင်းမှာဝေဒနာထင်ရှားလာပြီဝေဒနာဖြစ်တာချုပ်တာတွေ့လာပြီဆိုတဲ့အခါမှာဒီငယ်ထိတ်ကနေပြီးတော့တကောလုံးခြုံငုံပြီးတော့ရှုတဲ့နည်းယောဂီတို့ရှုတတ်ပြီလားရှုရပြီနော်နောက်ထပ်တစ်ခုသင်ပေးမယ်ဟုတ်လားသင်ပေးပြီးမှယောဂီတို့တခြားတရားတွေပြောပြမယ်နော်ဟုတ်လားအဲ့တော့ယောဂီတို့ကဒီစရှုမှတ်ခါသာယောဂီတို့ကဒီငယ်တိတ်ကနေခြေပြားကနေငယ်တိတ်ဒီဒိုးရုပ်ပေါက်ရှုမှတ်တဲ့နည်းတွေသင်ပေးတယ်မို့လားအဲဒိုးရုပ်ပေါက်ထွန်းပေါက်ပြီးတော့ရှုမှတ်တဲ့နည်းဟာယောဂီတို့စောစောကဒီအာနာပါနပရိပါကနမိတ်အလင်းတန်းရရှိတဲ့ပုဂ္ဂိုလ်ဟာအလင်းတန်းဖြင့်ဒီငယ်တိတ်ကနေထွန်းပေါက်ပြီးတော့ရှုလိုက်ရင်ခြေပြားတိုင်အောင်ဒိုးရုပ်ပေါက်ပေါက်သွားတယ်နားလည်ပြီနော်ယောဂီတို့ဒီအလင်းတန်းတရားတစ်ခုလုံးပြန့်နှံ့သွားတယ်ပြန့်နှံ့သွားတော့အဲ့ဒီဒိုးရုပ်ပေါက်ပေါက်သွားတဲ့နေရာကနေပြီးတော့ခန္ဓာကိုယ်ဟာပြိုကွဲသွားတယ်နားလည်ပြီနော်ယောဂီတို့အစိမ့်စိမ့်မမပြိုကွဲသွားတယ်ဒီဥကောင်းတို့လက်ချေတို့ခန္ဓာကိုယ်အထေတရတန်တန်နမိတ်တရားမရှိတော့ဘူးနားလည်ပြီနော်အကုန်လုံးပြိုကွဲကြသွားတယ်
ပြိုကွဲကြသွားတော့ဒီအလင်းဓာတ်တွေဖြင့်ပြိုကွဲကြသွားတဲ့ဒီဝေဒနာတွေယုတ်ကလတ်တွေရှုမှတ်တဲ့စိတ်တွေကိုစူးစူးဆိုင်ဆိုင်ရှုရတယ်နားလည်ပြီနော်စူးစူးဆိုင်ဆိုင်ရှုရင်အဲ့ဒီဝေဒနာတွေယုတ်ကလတ်တွေရှုမှတ်တဲ့စိတ်တွေကတဖြည်းဖြည်းချုပ်သွားတယ်နားလည်ပြီနော်ယောဂီတို့သဘောပေါက်လားမသိဘူးတကယ်လို့မိမိတို့ကဒီဒိုးရုပ်ပေါက်ရှုမှတ်တဲ့အခါဒီအာနာပါနပရိပါကနမိတ်မရဘူးဆိုရင်ဒီစိတ်စွမ်းအားတမာတိစွမ်းအားတွေနဲ့ထွင်းဖောက်ရတယ်နော်ဟုတ်လားနားလည်ပြီနော်ဒါမှမဟုတ်ယောဂီတို့ဒီဥဒိယပယဘာဝနာမယအလင်းရောင်ရရှိတဲ့ပုဂ္ဂိုလ်ကအဲ့ဒီအလင်းရောင်နဲ့ထွင်းဖောက်ရှုရတယ်နားလည်ပြီနော်ထွင်းဖောက်ရှုရင်အကုန်လုံးပြိုကွဲသွားတယ်အစိမ့်စိမ့်မှဖြစ်သွားတယ်အဲ့တော့အဲ့ဒီအလင်းဓာတ်တွေကလည်းကြည်လင်တောက်ပနေတော့ယောဂီတို့စိတ်စေတသိက်တွေငိုင်မီးတွေထိုင်မိုင်းတွေပြန့်လွင့်နေဆိုတာမရှိဘူးယောဂီတို့နားလည်ပြီနော်ဒီလုံးလဝိရိယတွေအောက်နှိမ့်ကျသွားတယ်ရုပ်ကျသွားတယ်ဆိုတာမရှိဘူးတစ်ချိန်လုံးလုံးလဝိရိယတွေကမျှပြီးတော့ဒီကိလေသာတွေကိုအနတ်မကတ်နိုင်အောင်ခွာထားနိုင်တယ်နားလည်ပြီနော်ယောဂီတို့တစ်ချိန်လုံးခန္ဓာကိုယ်ထဲမှာကိလေသာဝင်နေဖြစ်တယ်ဆိုတာမရှိတော့ဘူးသဘောပေါက်လားမသိယောဂီတို့ယောဂီတို့ရှုတတ်ပြီးတော့ရှုနည်းကိုနားလည်လားမသိဘူးအဲ့တော့ဒိုးရုပ်ပေါက်ဖောက်တဲ့အခါစပြီးတော့ဒိုးရုပ်ပေါက်ထွင်းဖောက်တဲ့ယောဂီများကထွင်းဖောက်လို့မရတဲ့အခါအပိုင်းလိုက်တလက်မလောက်ပိုင်းပြီးတော့ရှုရတယ်နော်ဟုတ်လားရှုပြီးတော့မှတစ်ခါပြန်ထွင်းဖောက်ရှုရတယ်ထွင်းဖောက်ရှုရင်သူကငယ်လေးကနေခြေပြားတယ်အောင်ဒိုးရုပ်ပေါက်ပေါက်သွားလိမ့်မယ်ပေါက်သွားရင်မိမိတို့ကအလင်းရောင်မရဘူးဒီထွင်းပေါက်လို့ပဲရနေတယ်ဆိုရင်အဲ့ဒီထွင်းပေါက်တဲ့နေရာကိုစိုက်ရှုရင်ဗလာဟင်းလင်းလို့ဖြစ်သွားတယ်နားလည်ပြီနော်ယောဂီတို့ဘာမှမရှိတော့တဲ့အရာဝတ္ထုကြီးတစ်ခုလို့တွေးလာရတတ်တယ်နားလည်ပြီနော်အဲ့တော့အဲ့ဒီဗလာဟင်းလင်းတွေးနေတော့ဘာရှုရမှမသိဖြစ်နေတတ်တယ်ဘာရှုရမှမသိဖြစ်နေတော့တကယ်လို့အဲ့ဒီထဲမှာဘာဝနာမယအလင်းရောင်လေးတွေပေါ်လာတတ်တယ်ဖြစ်လာတတ်တယ်တကယ်လို့ဖြစ်လာခဲ့တယ်ဆိုရင်အဲ့ဒီအလင်းရောင်လေးတွေဖြစ်တာချုပ်တာစိုက်ရှုရတယ်နားလည်ပြီနော်အဲ့တော့အလင်းရောင်လေးတွေဖြစ်တာချုပ်တာစိုက်ရှုရင်းနဲ့ဝေဒနာတွေဖြစ်တာချုပ်တာစတွေ့လာမယ်နော်ယုတ်ကလတ်တွေဖြစ်တာချုပ်တာစတွေ့လာမယ်သဘောပေါက်လားမသိဘူးအဲ့လိုတွေ့လာရင်ဖြစ်တာချုပ်တာတွေ့လာရင်အဲ့ဒီဝေဒနာတွေယုတ်ကလတ်တွေချုပ်ငိမ့်အောင်ရှုရတယ်ရှုတတ်ပြီလားယောဂီတို့နားလည်ပြီနော်ယောဂီတို့ဒါရှုနည်းနော်ဒိုးရုပ်ပေါက်ရှုမှတ်တဲ့နည်းနောက်ယောဂီတို့ရေစီးဆင်းတယ်လို့ရှုမှတ်တဲ့နည်းကိုယောဂီတို့သင်ပေးတယ်နော်ဟုတ်လားငယ်တဲ့ကနေရေသွန်းလောင်းချလိုက်တဲ့အခါတဖြည်းဖြည်းဒီခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုစိုးစွန့်ပြီးတော့အောက်ပိုင်းကိုစီးဆင်းသွားသလိုဒီခြေပြားတင်အောင်စီးဆင်းသွားသလိုရေသွန်းလောင်းချတဲ့နည်းနဲ့ယောဂီတို့ရှုမှတ်ပါလို့သင်ပေးခဲ့တယ်မို့လားသင်ပေးတယ်နော်ယောဂီတို့အဲ့ဒါကဒီခန္ဓာကိုယ်မှာဒီဝေဒနာတွေယုတ်ကလတ်တွေအပိုင်းနဲ့ဖြစ်တာချုပ်တာတွေးတဲ့အခါမိမိတို့က2ကြိမ်3ကြိမ်ရှုပြီးတဲ့အခါရေသွန်းလောင်းချတဲ့နည်းဖြင့်ရှုကြည့်ရတယ်ရှုတော့ငယ်တဲ့ကနေပြီးတော့စိတ်ဆိုင်ပြီးတော့တဖြည်းဖြည်းအောက်ဆင်းပြီးတော့ရှုတဲ့အခါဒီဝေဒနာတွေကတဖြည်းဖြည်းသူကရေစီးဆင်းတယ်လို့အောက်ဆင်းလာတယ်နားလည်ပြီနော်အောက်ဆင်းလာပြီးတော့အဲ့ဒီအပိုင်းနဲ့မှာဒီဝေဒနာတွေချုပ်သွားတယ်ယောဂီတို့ရှုတတ်လားမသိဘူးနားလည်ပြီနော်လို့ဝေဒနာတွေကတဖြည်းဖြည်းအောက်စီးဆင်းပြီးတော့အပိုင်းနဲ့မှာဒီဝေဒနာတွေဖြစ်တာချုပ်တာတွေ့လာတယ်ဝေဒနာချုပ်ငိမ့်တာတွေ့လာတယ်နော်ဟုတ်လားအဲ့တော့ခြေပြားရအောင်စီးဆင်းသွားတဲ့အခါယောဂီတို့တစ်ချိန်လောက်ရှုကြည့်ပေါ့ကိလေသာတွေအများကြီးတန့်စင်သွားတယ်ခန္ဓာကိုယ်ဟာပေါ့ပါသွားတယ်ကာယလဟုတာစိတ်တလဟုတာစိတ်ပေါ်ပါသွားတယ်ကာယပတ္တိစိတ်ငြိမ်းအေးသွားတယ်စိတ်တပတ္တိစိတ်ငြိမ်းအေးသွားတယ်နော်ဟုတ်လားဘယ်ငြိမ်းအေးမှုမျိုးနဲ့မှမတူတဲ့ငြိမ်းအေးမှုမျိုးတွေယောဂီတို့တွေးလာတတ်တယ်နော်ဟုတ်လားရရှိလာတတ်တယ်ခံစားလို့ရလာတတ်တယ်နော်ဟုတ်လားအဲ့ဒီငြိမ်းအေးမှုမျိုးတွေတွေးလာပြီဆိုရင်ယောဂီတို့နောက်ပြန်မလှဲ့တော့ဘူးတဲ့တဟုန်တို့သွားတော့တယ်နားလည်ပြီနော်ယောဂီတို့သဘောပေါက်လားမသိဘူးဟ
ဟိုတလောကသင်္ဘောပေါ်မှာသင်္ဘောပေါ်လင်းတိုင်စဉ်ပေါ်မှာကာကထိတအယမျက်နှာကြီးတဲ့ကြီးငှက်ကိုဟိုရှေ့ခေတ်ကသင်္ဘောမောင်းတဲ့လူတွေအသုံးပြုကြတယ်နော်ဟုတ်လားအဲ့တော့ရမျက်နှာကြီးတဲ့ကာကထိတကြီးငှက်ကိုမိမိတို့ပင်လယ်ထဲမှာသွားလို့အယမျက်နှာမဝေခွဲနိုင်တဲ့အခါအဲ့ဒီကြီးကိုလွတ်လိုက်တယ်လွတ်လိုက်တော့ကြီးကကန်းရှိတဲ့ဘက်ကိုတဟုန်တို့ပြန်သွားတယ်နားလည်ပြီနော်ကန်းတွေ့တယ်ဆိုရင်လင်းတိုင်းစဉ်ပြန်မလာတော့ဘူးကန်းမတွေ့သေးဘူးဆိုရင်ဒီကြီးငှက်ကလင်းတိုင်းစဉ်ပြန်လာတယ်ဒါလို့မဟုတ်လားယောဂီတို့ရဲ့နားလည်ပြီနော်သဘောပေါက်လားမသိဘူးအဲ့တော့အားထုတ်တဲ့ယောဂီသူတော်စင်တို့ကလည်းနိဗ္ဗာန်ဒီဟူသောကန်းတစ်ဖက်ကိုမြင်ပြီးငြိမ်းအေးတဲ့ဒီအသင်္ကတဓာတ်တွေတစ်ချိန်တစ်ခါလောက်တွေ့ပြီဆိုရင်ကန်းတစ်ဖက်ကိုမြင်တဲ့ကြီးလို့ကာကဒေသကြီးလို့လင်းနိုင်စဉ်ပြန်မနာတော့ဘူးနော်ဟုတ်လားတဟုန်တို့ပြန်သွားသလိုမိမိတို့ဒီမဲ့ညာပုံညာနေမရမချင်းမိမိတို့ကတဟုန်တို့သွားတော့တဲ့နောက်ပြန်မလဲတော့ဘူးနောက်ကြောင်းပြန်မကြည့်တော့ဘူးနော်ဟုတ်လားတခါကြီးတခါမကြီးတွေသဘောပေါက်လားမသိဘူးကိုခမများတို့ကလင်းတိုင်းစဉ်ပြန်နားနေတဲ့ကြီးငှက်နဲ့တူးနေပုံရတယ်ဟုတ်လားတခါကြီးတွေတရားစခန်းလေးလာဝင်လိုက်10ရက်ပြေးလိုက်9ရက်ပြေးလိုက်လင်းတိုင်းစဉ်ပြန်နားလိုက်ဟုတ်လားယောဂီတို့အိမ်ပြန်သွားလိုက်တယ်လို့မဟုတ်လားကိုတခါကြီးတွေနဲ့တင်ကအထုပ်လေးတွေထမ်းပြီးတော့လင်းတိုင်းစဉ်ပြန်နားကြမယ်အိမ်ပြန်ကြမယ်တယ်လို့မဟုတ်လားဟုတ်လားတခါကြီးတွေဟိုတုန်းကကျတို့ရွာတရွာမှာအရှိအနောက်တောင်မြောက်ခွဲခြားပြီးတော့မသိတဲ့လူတယောက်ရှိတယ်အရှိအနောက်တောင်မြောက်မသိဘူးဒါအရှိလို့ပြောနောက်တစ်ခါပြန်မေးမသိဘူးနားလည်ပြီနော်ဒါအနောက်လို့ပြောတာနောက်တည့်ပြန်မေးမသိဘူးအရှိအရက်ကိုမြောက်ရက်လို့ပြောရင်ပြောတောင်ရက်လို့ပြောရင်ပြောဒါလောက်အသိဉာဏ်ကကင်းမဲ့တယ်နားလည်ပြီနော်အဲ့တော့အရှင်းတော့တောင်မြောက်မကွဲလို့သူ့ကိုရွာတွေကလူတွေကမောင်အားလို့မှဲ့ထားတယ်တဲ့သူ့ကိုဘယ်လိုမှဲ့ထားလဲမောင်အားတဲ့သူနာမည်အရင်ကိုဖျောက်ပြီးတော့အရာလေးမျက်နှာခွဲခြားခြားပိုင်းခြားမသိလို့သူ့ကိုနာမည်ဘယ်လိုခေါ်လဲမောင်အားလို့ခေါ်တယ်မောင်အားကကံကောင်းထောက်မှတော့အမျိုးသမီးလေးတယောက်နဲ့အိမ်အောင်ကြတယ်အမျိုးသမီးလေးကလည်းချောချောမောမောလှလှပပပါပဲအဲ့ဒီအမျိုးသမီးလေးကမောင်အားကိုလှုပ်ကြွေရတယ်နားလည်ပြီနော်တနေ့ကတော့အမျိုးသမီးကမောင်အားမင်းဒီလိုအားနေလို့တော့ဘယ်ဖြစ်ပါမလဲနောက်သားတွေသမီးတွေဖြစ်လာရင်မင်းဘယ်လိုလုပ်မလဲဒီလိုနေတိုင်းအားနေလို့တော့မဖြစ်ဘူးမင်းမောင်အားဈေးရောက်ရမယ်တဲ့အမျိုးသမီးလေးကဘာလုပ်ရမလဲဈေးရောက်ရမယ်ဆိုတော့မောင်အားကကျွန်တော်ကအရှိအနောက်တောင်မြောက်မကွဲတာဘယ်လိုလုပ်ဈေးရောက်ရမလဲမောင်အားနောက်ထပ်ပြန်မပြောနဲ့ဟိုဘက်အရှိဘက်ရွာကိုဈေးသွားရောက်ရမယ်အရှိဘက်ရွာဆိုတော့ကျုပ်ကအရှိမသိတော့ဘယ်ဘက်သွားရမှာလဲအဲ့တော့အမျိုးသမီးကညံကောင်းတော့သူကဒီဆေးရွက်ကြီးတွေကိုပိတ်အဖြူစာကြီးနဲ့တထုတ်လိုက်တယ်ဆေးရွက်ကြီးတွေကိုအမဲသာပိတ်စာနဲ့တထုတ်လိုက်တယ်အမဲသာတထုတ်အဖြူစုပ်တထုတ်ဒါလို့မလားယောဂီတို့အဲ့တော့မောင်အားဒီအဖြူထုတ်နောက်ကိုလိုက်သွားရွာတရွာတွေ့လိမ့်မယ်အဲ့ဒီရွာတရွာတွေ့ရင်ဆေးရွက်ကြီးလာရောက်ပါတယ်ဗျာဆေးရွက်ကြီးယူကြအောင်မလားတပိတ်တာဘလောက်အဲ့ဒါရောင်းရတဲ့ပိုက်ဆံယူပြန်လာခဲ့ဖြူဖြူအထုပ်ကြီးကိုဟိုဘက်ရွာဘက်ကိုလှည့်အမျိုးသမီးကတန်းပေးထားလိုက်တယ်နားလည်းပြင်တော့ယောဂီတို့မောင်ကလည်းအဲ့ဒီဖြူဖြူအထုပ်နောက်လိုက်ဆိုတော့သူကလည်းအဲ့ဒီဖြူဖြူအထုပ်နောက်လိုက်သွားတယ်လိုက်သွားတဲ့မောင်ကလည်းတသွေးမသိမ့်မဲ့သူကဒီထမ်းပြီးတော့ဖြူထုပ်ကြီးနောက်လိုက်သွားတော့တော်တော်လေးရှောက်ပြီးတော့ညောင်းလာတော့မောင်အားကြီးကခဏနားဦးမှာပါမယ်လေဆိုပြီးတော့တစ်ပင်ရိတ်ကိုခဏနားတယ်နားရင်းနဲ့မောင်အားကြီးကအိပ်ပျော်သွားတယ်
အိပ်ပျော်သွားတော့နွားကြောင်းသားတွေကမောင်အားကြီးအိပ်ပျော်နေတယ်ကွာအဲ့တော့တို့အထုပ်ကြီးကိုနောက်ပြန်လှည့်ထားကြရအောင်ဆိုပြီးတော့ဒီဖြူဖြူအထုပ်ကြီးကိုရွာဘက်ပြန်လှည့်လိုက်တယ်မဲမဲအထုပ်ကြီးကိုဟိုဘက်ရွာဘက်လှည့်လိုက်တယ်နားလည်ပြီနော်ယောဂီတို့အထုပ်ကပြောင်းပြန်ဖြစ်မသွားဘူးလားဖြူဖြူအထုပ်ကကိုယ်ရွာဘက်ပြန်ရောက်လှည့်ထားလိုက်တယ်ဒါလို့မဟုတ်လားအမဲအထုပ်ကဟိုဘက်ရွာဘက်မောင်အားကအိယာကနိုးလာတော့ဒီအဖြူထုံးနဲ့အမဲထုံးနှစ်ခုပဲမှတ်ထားတာကိုသူကအရှိအနောက်မှမကွဲတာဒါလို့မဟုတ်လားယောဂီတို့နားလည်ပြီနော်အဲ့တော့နိုးလာတော့မျက်စိလေးပုတ်တက်ပြီးတော့အော်အချိန်တော်တော်စောင်းသွားပြီတွားအောင်ပါပဲဆိုပြီးတော့သူအဖြူထုံးရှိတဲ့နောက်ကိုလိုက်သွားတယ်လိုက်သွားတော့ယောဂီတို့သူ့ရွာသူပြန်ရောက်သွားတယ်မောင်ကဘယ်ရောက်သွားလဲသူ့ရွာသူပြန်ရောက်သွားတော့မောင်ကသူ့ရွာသူလည်းမမှတ်မိဘူးတဲ့ဩဒီရွာလေးကငါတို့ရွာနဲ့တူလာရလားကြည်ဦးတစ်ပင်လေးတွေကလည်းငါတို့ရွာစိုက်ထားသလိုပဲနော်အိမ်လေးတွေကလည်းတို့ရွာကအိမ်လေးတွေနဲ့ခတ်စင်နေမယ်ဆောက်ထားတာလေးတွေကမောင်အားကြီးကဟိုကြီးဒီကြီးနဲ့ရွာထဲကိုလှည့်ပတ်ပြီးတော့ဆေးရွက်ကြီးယူကြအောင်မလားဗျာလို့အော်ရောင်းတဲ့ယောဂီတို့တက်လားမောင်အားကြီးဈေးရောက်တော့လူတွေကကြည့်ပြီးတော့ရည်ကြတဲ့တက်လားဩဒီရွာကလူတွေကလေတို့ရွာကလူတွေနဲ့တူလာရလားပေါ့ဒီလူတွေကြည့်ရတာလေနောက်ရောင်းရင်နဲ့မောင်ကသူ့အိမ်ရှိရောက်သွားတယ်ဘယ်ရောက်သွားလဲသူ့အိမ်ရှိရောက်သွားတော့ဟောအိမ်လေးကလည်းကြည့်ဦးငါအိမ်လေးနဲ့တူလာရလားပေါ့အိမ်ရှင်တို့ဆေးရွက်ကြီးယူကြအောင်မလားဗျာလို့ပေါ်တော့သူ့အမျိုးသမီးကထမင်းချက်ရကနေစိတ်ဆိုးပြီးတော့ထွက်လာတယ်ဩဒီမောင်အားနေကိုယ်အိမ်မှမသိသူ့အိမ်မှမသိဆေးရွက်ကြီးလာရောက်နေရသလားမောင်အားသူတို့အားတယ်လို့ပဲအဲ့တော့အမျိုးသမီးကမိဖို့ကြောင့်လည်းထွက်လာတော့သူ့အမျိုးသမီးကိုစိုက်ကြည့်ပြီးတော့ဩဒီအမျိုးသမီးကလည်းငါအမျိုးသမီးနဲ့တူလာရလားလူလူမရှားနာမတူမရှားဆိုတာဒါပြောတာနဲ့တူတယ်ပေါ့သူကဆေးရကြီးယူကြအောင်မလားဗျာဆေးရကြီးယူကြအောင်မလားဗျာ तू မိမ့်မသူမမှတ်မိဘူးတက်လားအော်ရောက်နေတော့ဒီလောက်တောင်အားတယ်မောင်အားကိုအမျိုးသမီးကိုတော့မမှတ်မိတဲ့မောင်အားဆိုပြီးတော့အဲ့ဒီသူ့အမျိုးသမီးကထင်းချောင်းနဲ့ကောက်ရိုက်တယ်မောင်အားကြီးကိုမလေးဗျာရုပ်တင်တူတာမဟုတ်ရိုက်တာလည်းတူတယ်ဗျာမလေးရိုးစဲအင်ကတူတာမကောင်းဘူးဗျာရိုက်တာလည်းအတူတူပဲဗျာလို့ဆိုတယ်ဟုတ်လားမောင်အားကြီးကငိုတဲ့နားလည်းပြင်တော့ယောဂီတို့ယောဂီတို့ကလည်းမောင်ကဈေးရောက်တယ်လို့နဲ့ပြန်အထုပ်ကြီးထားပြီးတော့အိမ်ပြန်ရမယ်ဟုတ်လားအိမ်ရောက်တော့ဒါငါအိမ်လေးဒါကတော့ငါအမျိုးသမီးဒါကတော့ငါဇနီးဒါကတော့ငါသားဒါကတော့ငါသမီးပြန်ဖြစ်သွားပြန်ရောမောင်အဈေးရောက်တယ်လို့ဟုတ်လားဘုန်းကြီးရမယ်ဟောလိုက်ရတာဒါကအနိစ္စဒါကဒုက္ခလေပင်ကွဲထွက်မှတ်တာဟုတ်လားဟုတ်လားတခါကြီးတွေခင်ဗျားတို့ထင်မှပြရလေနော်ခင်ဗျာအဲ့တော့နိဗ္ဗာန်ဒီဥတော့တစ်ဖက်ကန်းကိုမမြင်သေးဘူးဆိုရင်လင်းတိုင်စဉ်ပြန်နာတဲ့ကြီးငှက်လိုပဲတဲ့နားလည်းပြီနော်ယောဂီတို့မိမိနေရဒေတာကိုပြန်လှည့်သွားတတ်တယ်နားလည်းပြီနော်တဟုံတို့မထွက်နိုင်သေးဘူးပေါ့ဟုတ်ကလားယောဂီတို့နားလည်းပြီနော်အဲ့တော့တဟုံတို့ထွက်နိုင်အောင်ငြိမ်းအေးတဲ့ဒီအသင်္ကတဓာတ်ကိုမိမိတို့မျက်မှောက်ပြုနိုင်အောင်ကိုတစ်ချိန်လုံးရှုရတယ်တစ်ချိန်လုံးမှတ်ရတယ်နော်ဟုတ်လားတနေ့လုံးတညလုံးစိုက်ရှုရတယ်ဒီတရားတွေကိုမရှုဘဲနဲ့ရပါမလားယောဂီတို့မရဘူးနော်ဟုတ်လားအဲ့တော့ဒါရေစီးစင်းတယ်လို့ရှုမှတ်တဲ့နေ့နားလဲသွားပြီလားနားလဲပြီနော်ဒီရေသွန်းလုံးချလိုက်တဲ့အခါတဖြည်းဖြည်းအောက်စီးဆင်းသွားသလိုငယ်တွေကနေခြေပြားတိုင်အောင်တဖြည်းဖြည်းအောက်သို့ဆင်းပြီးတော့ရှုကြည့်ရတယ်နော်ဟုတ်လားအဲ့ဒါရေစီးစင်းတယ်လို့ရှုမှတ်တဲ့နေ့နောက်ယောဂီတို့ဒီဟရိယဝုထုယုတ်ကိုစိုက်ပြီးတော့ရှုမှတ်တဲ့နေ့ဒီကနေ့သင်ပေးတယ်နော်ဟုတ်လားယောဂီတို့အဲ့တော့ထွက်လေဝင်လေရှ
ရှုမှတ်တဲ့ယောဂီသူတော်စင်များကဒီထွက်လေဝင်လေကိုတတိမြဲအောင်မှတ်ပြီးတော့မှဒီဟရိယဝတ္ထုယုတ်ကိုရှုရတယ်နားလည်ပြီနော်ဒီဝေဒနာရှုပြီးတော့ဟရိယဝတ္ထုယုတ်စိုက်ရှုတဲ့ပုံကိုယ်တွေကအပိုင်းတိုင်းအပိုင်းတိုင်းဝေဒနာတွေထင်ရှားအောင်ရှုရတယ်အပိုင်းတိုင်းပိုင်းတိုင်းဝေဒနာတွေဖြစ်တာချုပ်တာမြင်အောင်ရှုရတယ်အပိုင်းတိုင်းပိုင်းတိုင်းဝေဒနာချုပ်ငြိမ်းအောင်ရှုရတယ်ရှုမှတ်ပြီးလို့2ကြိမ်3ကြိမ်ပြေးတဲ့အခါဟရိယဝတ္ထုယုတ်စိုက်ရှုရတယ်နော်ဟုတ်လားယောဂီတို့ရှုတာလားမသိဘူးအဲ့တော့ရင်ုံတစ်ခုရဲ့အလဲရင်ချိုင်းမှာစိတ်ထားပြီးတော့ဟရိယဝတ္ထုယုတ်ကိုစိုက်ရှုကြည့်ရတယ်စိုက်ရှုတော့ယောဂီတို့ပထမစရှုမှတ်ခါသားမှာ4မိနစ်5မိနစ်လောက်ရှုရတယ်ကြာကြာရှုရင်မိမိတို့ကဒီတတိတမာရီပညာတွေအားနေသေးတော့ကြာကြာရှုလို့မရသေးဘူးနော်ဟုတ်လားအဲ့တော့ဟရိယဝတ္ထုယုတ်ကို4မိနစ်5မိနစ်လောက်စိုက်ရှုလို့ခန္ဓာကိုယ်ကတုံခါလာတတ်တယ်ဘာဖြစ်လာတတ်လဲတုံခါလာတတ်တယ်တုံခါလေဆိုတာကဇခနဲ့နဲ့ဓာတ်လိုက်တယ်လို့ဟုတ်လားခန္ဓာကိုယ်တစ်ခုလုံးဟာတုံခါသွားတတ်တယ်နော်ဟုတ်လားမှန်ပါဗျာအဲ့ဒါဘာကြောင့်တုံခါလဲဆိုတော့ဒီငြိမ်းအေးတဲ့တရားတတ်နဲ့ခန္ဓာကိုယ်ထဲမှာခိုကပ်နေတဲ့ပူလောင်တဲ့ကိလေသာထက်သွားတွေ့တဲ့အခါအဲ့ဒီနှစ်ခုသွားတိုက်ဆိုင်တဲ့အခါတုံခါမှုတွေဖြစ်တယ်နော်ဟုတ်လားမှန်ပါဗျာယောဂီတို့တချို့ဒူးတုံမယ်တချို့လက်တုံမယ်ဥကောင်းတုံမယ်ခန္ဓာကိုယ်တုံမယ်ဒီလိုမလားယောဂီတို့တုံခါမှုတွေဖြစ်တတ်တယ်နော်အဲ့တော့အဲ့ဒီတုံခါမှုတွေဖြစ်တတ်တော့ယောဂီတို့ကတုံခါလို့ကြောက်ရွံ့တဲ့ထိတ်လန့်တဲ့စိတ်မဖြစ်ရဘူးတရားဓမ္မကသူ့ဟာနဲ့စောင့်ရှောက်သွားလိမ့်မယ်ဘလောက်ပဲတုံခါတတိမြဲအောင်မှတ်နားလည်ပြီနော်ယောဂီတို့ဝေဒနာတွေဖြစ်တာချုပ်တာမြင်အောင်မှတ်ခြုံငင်းအောင်မှတ်သူ့ဟာနဲ့ဒီတုံခါတဲ့လိုက်နေရရပ်သွားလိမ့်မယ်အဲ့တော့ဟရိယဝတ္ထုယုတ်ရှုမှတ်လို့အသက်ရှူမဝသလိုမိမိတို့ရှုမှတ်လို့မရတဲ့အခါမှာဒီအာနာပါနပြန်မှတ်ရတယ်နော်ဟုတ်လားမှန်ပါဗျာနာသီဝအောင်စိတ်ကိုငြိမ်သက်စွာထားပြီးတော့ထွက်လေဝင်လေလေးကိုခက်ရှိရှိမှတ်ရတယ်ခက်ရှိရှိမှတ်လို့စိတ်ကနိုင်ဝဲလောက်တည်သွားတဲ့အခါဟရိယဝတ္ထုယုတ်ပြန်ရှုကြည့်ရတယ်နော်ဟုတ်လားပြန်ရှုကြည့်ရင်ယောဂီတို့စောစောကလို့မောဟိုက်တာမျိုးမဖြစ်တော့ဘဲနဲ့ဟရိယဝတ္ထုယုတ်မှာငြိမ်သက်စွာတည်သွားပြီဆိုရင်ယောဂီတို့ကအချိန်ကြာကြာလေးရှုရတယ်နော်ဟုတ်လားရှုပြီးတော့ယောဂီတို့ဟရိယဝတ္ထုယုတ်ကိုဗဟိုထားပြီးတော့ခန္ဓာကိုယ်ရဲ့ရှေ့ပိုင်းငယ်ထိပ်ကနေခြေပြားကနေငယ်ထိပ်လေဝင်လေတွေအတိုင်းတာဖြင့်ရှုရတယ်နော်ဟုတ်လားနားလည်ပြီနော်ယောဂီတို့နောက်ငယ်ထိပ်ကနေခြေပြားကနေငယ်ထိပ်ခန္ဓာကိုယ်ရဲ့နောက်ပိုင်းလေဝင်လေတွေအတိုင်းတာဖြင့်ရှုရတယ်တခါခန္ဓာကိုယ်ရှေ့ပိုင်းနောက်ပိုင်းပေါင်းပြီးတော့ငယ်ထိပ်ကနေခြေပြားကနေငယ်ထိပ်လေဝင်လေတွေအတိုင်းတာဖြင့်ရှုရတယ်ရှုတော့ယောဂီတို့ဒီအလင်းတတ်တွေကလည်းအားကောင်းလာတတ်တယ်နားလည်ပြီနော်အလင်းတတ်တွေအားကောင်းတော့ဒီငယ်ထိပ်ကနေခြေပြားတိုင်အောင်လေဝင်လေတွေအတိုင်းတာဖြင့်ရှုမှတ်လိုက်တဲ့အခါခန္ဓာကိုယ်တစ်ခုလုံးဟာပြူကွဲသွားတယ်နားလည်ပြီနော်ယောဂီတို့ပြူကွဲသွားတော့အဆိုင်ခဲဆိုတာဘာမှမရှိတော့ဘူးဒီယုတ်ကလလေးတွေဝေဒနာလေးတွေရှုမှတ်တဲ့စိတ်ကလေးတွေဖြစ်တာချုပ်တာပဲတွေ့နေလိမ့်မယ်နော်ဟုတ်လားလင်းမြန်ကြီးလင်းတောက်ပပဖြစ်တာချုပ်တာတွေ့နေလိမ့်မယ်တွေ့နေယောဂီတို့အပြန်အလှန်ရှုနေရတယ်ကြမ်းတမ်းတဲ့ဝေဒနာတွေကြမ်းတမ်းတဲ့ယုတ်ကလတွေကြမ်းတမ်းတဲ့စိတ်တွေချုပ်အောင်ရှုရတယ်နော်ဟုတ်လားယောဂီတို့ချုပ်အောင်ရှုတော့ဒီလေဝင်လေတွေအတိုင်းတာဖြင့်ရှုရင်းနဲ့ဒီကြမ်းတမ်းတဲ့ဝေဒနာတွေကြမ်းတမ်းတဲ့ယုတ်ကလတွေကြမ်းတမ်းတဲ့စိတ်တွေကချုပ်သွားတော့ရှုခွက်ကတဖြည်းဖြည်းကျဉ်းလာတယ်သီးလာတယ်နားလည်ပြီနော်ယခုခန္ဓာကိုယ်တလံမြတ်လောက်သောခန္ဓာကိုယ်ကတဖြည်းဖြည်းတူတောင်းလာတယ်ယောဂီတို့သဘောပေါက်လားမသိဘူးဒီရှုရင်းနဲ့ဖြစ်လာတာနော်သူ့အလိုလျောက်ဖြစ်လာတာခန္ဓာကိုယ်ကတူတောင်းလာသီးငယ်လာတော့သူကရှုခွက်လေးတစ်ခုဟရိယဝတ္ထုယုတ်နမ်းမှာလက်ဖက်ရည်တောက်ပကံလုံးလောက်အဝန်းဝိုင်းလေးလို့ဖြစ်လာတတ်တယ်နားလည်ပြီနော်ခန္ဓာကိုယ်တစ်ခုလုံးကဒီလက်ဖက်ရည်တောက်ပကံလုံးလောက်အဝန်းဝိုင်းလေးလို့လာဖြစ်တယ်
တဘောပေါက်လားမသိဘူးယောဂီတို့သူ့အလိုလျောက်ဖြစ်လာတာနော်ဒီခြေတို့လက်တို့ဥကောင်းတို့ခန္ဓာကိုယ်တို့ဒီအယိုးတို့အသားတို့ဘာမှမရှိတော့ဘူးဒီအင်မတန်သေးငယ်တဲ့ဒီလက်ဖိုက်သောပကံလုံးလောက်အဝန်းဝိုင်းလေးထဲမှာယုတ်ကလတ်တွေဝေဒနာတွေရှုမှတ်တဲ့စိတ်တွေဖြစ်တာချုပ်တာပဲတွေးနေတယ်နော်ဟုတ်လားအဲ့ဒါတစ်နေ့လုံးစိုက်ရှုရတယ်တညလုံးစိုက်ရှုရတယ်သဘောပေါက်လားမသိဘူးတနေ့လုံးတညလုံးစိုက်ရှုပေမဲ့ယောဂီတို့ခန္ဓာကိုယ်ကညောင်းနဲ့ကြိုက်တယ်ထုံတယ်ကျင်တယ်မရှိတော့ဘူးအဲ့ဒီချိန်မှာနားလည်ပြီနော်ဒီလေထဲမှာဒီဝါကွမ်းဆိုင်တစ်ခုချထားသလိုလေထဲမှာဒီဝါကွမ်းဆိုင်လေးတွေလွင်မားနေသလိုခန္ဓာကိုယ်ကပေါ်ပါနေလိမ့်မယ်နော်ယောဂီတို့သဘောပေါက်လားတခိုင်းတို့သဘောပေါက်လားနားလည်ပြီနော်အဲ့လိုဖြစ်နေလိမ့်မယ်အဲ့လိုဖြစ်တော့ယောဂီတို့ကဒီစိတ်ကိုအဲ့ဒီချိန်မှာဟိုရွှေ့ဒီရွှေ့ဟိုပြောင်းဒီပြောင်းမကစားရဘူးနော်ဟုတ်လားဒီဟရိယဝတ္ထုမှာစိတ်တီးလာပြီဆိုရင်သူတီးတဲ့အတိုင်းကို24နာရီတီးရင်24နာရီလုံးစိုက်ရှုရတယ်နော်ဟုတ်လားသဘောပေါက်လားမသိဘူးဒီစိတ်ကိုဟိုရွှေ့ဒီရွှေ့ဟိုပြောင်းဒီပြောင်းမပြောင်းရဘူးခန္ဓာကိုယ်ကလှုပ်မရလို့နင်းကန်ပြီးတော့လှုပ်တာလည်းမလှုပ်ရဘူးနော်ဟုတ်လားသူ့သဘောတိုင်းငြိမ်သက်သွားပြီဆိုရင်ငြိမ်သက်တဲ့အတိုင်းဒီခန္ဓာကိုယ်ထားရတယ်ယောဂီတို့သဘောပေါက်လားမသိဘူးတခါတခါယောဂီတို့ကခန္ဓာကိုယ်ကငြိမ်သက်သွားပြီငါခန္ဓာကိုယ်ဘာမြန်ဖြစ်ပါမလဲဆိုလှုပ်တာလို့ပါလို့လှုပ်တတ်တယ်နော်ဟုတ်လားအဲ့လိုမလှုပ်ရဘူးတရားက तू ကစောင့်ရှောက်တယ်ဘာမှမဖြစ်ဘူးသဘောပေါက်လားမသိယောဂီတို့ငြိမ်သက်တဲ့လောက်ထိုင်ရတယ်အဲ့တော့အဲ့ဒီအဝန်းဝိုင်းလေးထဲမှာစိတ်ကတည်သွားတယ်ဒီဟရိယဝတ္ထုရဲ့အဝန်းဝိုင်းလေးထဲမှာစိတ်တည်သွားတော့အဲ့ဒီအဝန်းဝိုင်းလေးထဲမှာဝေဒနာတွေယုတ်ကလတ်တွေရှုမှတ်တဲ့စိတ်တွေကြီးကြီးလင်းလင်းတောက်တောက်ပပဖြစ်ချုပ်နေတာသွားတွေးတတ်တယ်နော်ဟုတ်လားသဘောပေါက်လားမသိဘူးအဲ့ဒါကိုဖြစ်တာချုပ်တာမြင်အောင်ရှုရတယ်ခြုံငင်းအောင်ရှုရတယ်ခြုံငင်းအောင်ရှုတော့အဲ့ဒီလက်ဖိုက်တောက်ပကံလုံးလောက်အဝန်းဝိုင်းကနေတဖြည်းဖြည်းသေးလာတယ်သေးလာတော့အဲ့ဒီဟရိယဝတ္ထုယုတ်နေရာမှာအဖျား1000လောက်ပဲအဝန်းဝိုင်းလေးရှိတော့တယ်နားလည်ပြီနော်ဒီအဝန်းဝိုင်းလေးကဘယ်လောက်ရှိလဲအဖျား1000လောက်ကျန်တော့တယ်ယောဂီတို့အဲ့တော့ဒီအဖျား1000လောက်အဝန်းဝိုင်းလေးရှိနေတော့ခမည်းတော်စဉ်းစားကြည့်ပါဒီခန္ဓာကိုဘယ်လောက်ပေါ်ပါမလဲဘယ်လောက်ငြိမ့်အေးမလဲဘယ်လောက်လွတ်မြောက်မလဲဆိုတာနားလည်ပြီနော်ယောဂီတို့ဒီခန္ဓာကိုယ်ကဘယ်လောက်ပေါ်ပါမလဲဘယ်လောက်ချမ်းသာမလဲဘယ်လောက်ငြိမ့်အေးမလဲဆိုတာခမည်းတော်စဉ်းစားကြည့်အဲ့ဒါကိုအဖျား1000လောက်လေးလောက်ကျန်တော့တယ်နားလည်ပြီနော်အဲ့ဒီအဖျား1000လောက်လေးနေရာမှာစိတ်တည်သွားတယ်အဖျား1000လောက်အကျယ်ဝန်းလေးထဲမှာဝေဒနာတွေယုတ်ကလတ်တွေရှုမှတ်တဲ့စိတ်တွေဟာတစ်ခုချင်းဖြစ်တာချုပ်တာရှုလို့ရလာတယ်ဉာဏ်နဲ့သိထက်လာတယ်နော်ဟုတ်လားနားလည်ပြီနော်ယောဂီတို့အဲ့တော့ဒီဝေဒနာတွေယုတ်ကလတ်တွေရှုမှတ်တဲ့စိတ်တွေကတော်တော်ကြာကြာချုပ်သွားလိမ့်မယ်တော်တော်ကြာကြာလေးခြုံငိမ့်သွားလိမ့်မယ်ခြုံငိမ့်သွားပြီမဲ့မိမိတို့ဒီစိတ်ဆိုင်ထားတဲ့အဖျား1000လောက်နေရာလေးမှာဒီရှုမှတ်တဲ့စိတ်ကလေးကမခြုံငိမ့်နေမှုဆိုရင်အဲ့ဒီနေရာစိုက်ထားရတယ်နော်ဟုတ်လားမပြောင်းရဘူးမရွှေ့ရဘူးဒီယုတ်ကလတ်တွေဝေဒနာတွေပြန်ပေါ်လာတတ်တယ်နားလည်ပြီနော်ပြန်ပေါ်လာတဲ့ဝေဒနာတွေယုတ်ကလတ်တွေကပိုးကြည်လင်တာတို့ပူတောက်ပါတာတို့ပိုးပြီးတော့တိမ်မွေ့တာတို့နုညံ့တာတို့ဖြစ်လာတတ်တယ်နော်ဟုတ်လားယောဂီတို့ဖြစ်လာလိမ့်မယ်ဖြစ်လာပြီးတော့တော်တော်ကြာကြာအဲ့ဒီဝေဒနာတွေယုတ်ကလတ်တွေတခါပြန်ချုပ်သွားလေဦးမယ်ပြန်ချုပ်သွားလဲဒီရှုမှတ်တဲ့စိတ်ကမချုပ်သေးဘူးဆိုအဲ့ဒီနေရာစိုက်ထားရတယ်နော်စိုက်တာဘာမှမတွေ့တော့ဘူးဆိုပြီးတော့စိတ်ကိုပြောင်းမပြစ်လိုက်နဲ့ပြန်ပေါ်လာလိမ့်မယ်ပြန်ပေါ်လာရင်အဲ့ဒီဝေဒနာတွေယုတ်ကလတ်တွေတခါဖြစ်တာချုပ်တာမြင်အောင်ရှုခြုံငိမ့်အောင်ရှုအဲ့တော့ဒီဝေဒနာတွေယုတ်ကလတ်တွေကအမြင့်နဲ့တဲ့ဒီလောဘသင်္ခါရဒေါသသင်္ခါရမောဟသင်္ခါရတွေမကုံမချင်းတို့ကပြန်ပေါ်တတ်တယ်နားလည်ပြီနော်သဘောပေါက်လားမသိဘူးအကုန်လုံးဒီလောဘသင်္ခါရဒေါသသင်္ခါရမောဟသင်္ခါရဒီကိလေသာတွေအကုန်လုံးတန့်စင်သွားတဲ့အခါနားလည်ပြီနော်သတ္တိန္ဒြေဝိရိယန္ဒြေတတ္တိန္ဒြေတမာရိန္ဒြေပညာန္ဒြေဒီအိန္ဒြေ၅ပါးညီမျှသွားတဲ့အခါမှာဝေဒနာတွေယုတ်ကလတ်တွေရှုမှတ်တဲ့စိတ်တွေအလုံးချုပ်သွားတယ်နားလည်ပြီနော်ယောဂီတို့သဘောပေါက်လားမသိဘူးအဲ့ဒီအချိန်မှာမိမိတို့ကဒီငြိမ်းအေးတဲ့သ
တဘောတစ်ခုကိုသွားတွေးတတ်တယ်အသင်္ကတဓာတ်ကိုသွားတွေးတတ်တယ်နော်ဟုတ်လားအဲ့တော့အသင်္ကတဓာတ်တွေးတော့ယောဂီတို့တစ်ချိန်လုံးငြိမ့်အေးသွားတယ်ဘဝတန္တရာတစ်လျှောက်လုံးကဒီဖြစ်ခဲ့တဲ့ဆင်းရဲဒုက္ခတွေအဲ့ဒီချိန်မှာခြုံငိမ့်သွားတဲ့သဘောတွေ့လိမ့်မယ်နားလည်ပြီနော်မိမိတို့ဘဝတန္တရာတစ်လျှောက်လုံးကဆင်းရဲတဲ့ဒုက္ခတွေခြုံငိမ့်သွားလိမ့်မယ်ယခုတရားတနေ့ကုန်ထိုင်တညာလုံးထိုင်လို့ပင်ပန်းတာတွေပြတ်သွားလိမ့်မယ်နော်ဟုတ်လားသဘောပေါက်လားမသိယောဂီတို့အဲ့တော့အဲ့ဒီအသင်္ကနာဓာတ်ကိုအာယုံပြုတ်ပြီးတော့ယောဂီတို့ကထိုင်နေရင်တညာလုံးထိုင်လို့ရတယ်တနေ့လုံးထိုင်လို့ရတယ်နားလည်ပြီနော်ယောဂီတို့အဲ့တော့မိမိတို့ကဒီယခုဝေဒနာတွေယုတ်ကလတ်တွေရှုမှတ်တဲ့စိတ်တွေချုပ်သွားတာကမြတ်စွာဘုရားဟောတဲ့အသင်္ကတတနိဗ္ဗာန်ဖြစ်ခဲ့ရင်နောက်တစ်ချိန်ထိုင်တဲ့အခါမှာလဲပြန်ပြီးတော့တွေးပါစေတည်းလို့အဋ္ဌံထိုင်ရတယ်နော်ဟုတ်လားအဋ္ဌံထိုင်ရင်နောက်တစ်ချိန်ထိုင်တဲ့အခါမှာလဲအဲ့ဒီအသင်္ကတတကတွေးလာတတ်တယ်သဘောပေါက်လားမသိယောဂီတို့အချိန်တိုင်းအာယုံပြုလို့ရလာတတ်တယ်နော်ယောဂီတို့ရှင်းလားမသိဘူးဒါယောဂီတို့ဒါဟရိယဝတ္ထုယုတ်ရှုမှတ်ရာကနေပြီးတော့လွန်ခဲ့တဲ့နေ့ကဝိပဿနာဉာဏ်မဲ့ဉာဏ်ဖုန်ဉာဏ်နေတက်တဲ့အကြောင်းရှင်းပြခဲ့တယ်နော်ယောဂီတို့နားလည်လားမသိဘူးအဲ့ဒီဟရိယဝတ္ထုယုတ်ကနေပြီးတော့ဒီနာယုတ်ကိုပိုင်းခြားသိတဲ့နာမရူပပရိစ္ဆေဒဉာဏ်အဖြစ်ပြက်ကိုသိတဲ့ဥဒိယပယဉာဏ်အပြက်တက်တက်ကိုသိတဲ့ဘေငဉာဏ်ဟိုတနေ့ကသင်ပေးခဲ့တယ်နော်တခါကြီးရှုမှတ်နေသင်ပေးခဲ့တယ်မဟုတ်လားစက်ထဲမှာဖမ်းထားတာရှိကောင်းရှိမနော်အဲ့ဒါဖွင့်နားထောင်ဦးဇင်းအချိန်မရတော့ပြောလို့ရမှာမဟုတ်ဘူးနော်အဲ့ဒီတိုင်တက်သွားတယ်သူကနားလည်ပြီနော်ဒီနာမရူပပရိစ္ဆေဒဉာဏ်ဥဒိယပယဉာဏ်ဘေငဉာဏ်ဘယဉာဏ်စတဲ့ဒီဉာဏ်တွေကတစ်ဆက်တည်းဖြစ်သွားပြီးတော့ဒါဒီဝိပဿနာဉာဏ်မဲ့ဉာဏ်ဖုန်ဉာဏ်တွေကတစ်ဆက်တည်းရလာတတ်တယ်နားလည်ပြီနော်သဘောပေါက်လားမသိယောဂီတို့ကျိုးကျိုးစားစားအားထုတ်ရင်ရမယ်ယောဂီတို့မရမရှိဘူးဟုတ်လားလူတွေကအားမထုတ်လို့မရတာနားလည်ပြီနော်သဘောပေါက်လားမသိဘူးဥပမာတစ်ခုပြောမယ်ဟိုတုန်းကဦးဇင်းတို့ရှေးခေတ်ကစက်မှုမထွန်းကားခင်တုန်းကလူသားတွေဟာတစ်မြို့နဲ့တစ်မြို့တရွာနဲ့တရွာတနိုင်ငံနဲ့တနိုင်ငံကူးတန်းရောင်းဝယ်တဲ့အခါဒီနွားလှဲတွေနဲ့သွားကြတယ်ဒါလို့မဟုတ်လားယောဂီတို့နွားလှဲကြီးတွေနဲ့ကူးတန်းရောင်းဝယ်ကြတယ်နော်နွားလှဲပေါ်မှာဒီကုန်ပစ္စည်းတွေတင်ပြီးတော့အစီး900အစီး1000တန်းစီပြီးတော့ထွက်တယ်ဘာကြောင့်ဒီအစီး900အစီး1000တန်းစီထွက်တယ်လဲလို့ဆိုရင်လမ်းမှာအန္တရာယ်တစုံတရာတွေ့ရင်လှဲအစီး900ဆိုတော့အင်အားကောင်းတယ်ဒါလို့မဟုတ်လားယောဂီတို့ဝိုင်းဖြည့်ရှင်းလို့ရတယ်ပေါ့နားလည်ပြီနော်အဲ့တော့ရှေးခေတ်ကလူသားတွေဟာနွားလဲနဲ့အစီး900လောက်တန်းစီပြီးတော့ကူးတန်းရောင်းဝယ်လေးရှိတယ်အဲ့တော့ညဘက်မှောင်ရီတန်းတဲ့အခါရောက်တော့တဲ့တောထဲမှာကြက်တဆေးဆိုတာရှိတယ်တဲ့ယောဂီတို့ဒါကြားဖို့ကောင်းကြားဖို့ပါလိမ့်မယ်ကြက်ကုန်းတို့ကြက်တဆေးတို့ဆိုတာကြားဖို့ကြလားတချို့လည်းမြင်ဘူးရင်မြင်ဘူးကြလိမ့်မယ်နော်ဟုတ်လားတခါကြီးတွေတွေ့ဘူးကြလားမတွေ့ဘူးရင်တော့တောတဲ့လိုက်ခဲကြရမယ်ဟုတ်လားတောတဲ့ခေါ်သွားရမယ်နော်ဟုတ်လားတခါကြီးတွေလိုက်မလားကြက်တဆေးဆိုတာရှိတယ်အဲ့တော့ကြက်တစီတွေကဘာလုပ်လဲဆိုတော့ဒီလှဲအစီး900ကိုလှဲအစီး900ပေါ်မှာပန်းလာတဲ့လူတွေကိုလှဲဆရာတို့ကျုပ်တို့အလှပွဲကိုခဏနားကြပါဦးကျုပ်တို့အလှပွဲကိုလာပြီးတော့အားပေးကြပါအောင်ထမင်းစားကြပါအောင်ပွဲကြည့်ကြပါဦးကြက်တစီတွေကဖိတ်ခေါ်တယ်နော်ဟုတ်လားဖိတ်ခေါ်တော့အဲ့ဒီကြက်တစီတွေကဒီပွဲကားတဲ့အသွင်တန်တန်လဲဖန်ဆင်းထားတယ်ပွဲကားတဲ့ကြက်တွေကပွဲကနေကြတယ်အောက်ကတီးတဲ့ကြက်တွေကလည်းတီးနေကြတယ်လူအောင်ဖန်ဆင်းထားတာတကယ်လူတွေကနေတယ်လို့လူတွေတီးမှုတ်နေတယ်လို့လူဖန်ဆင်းထားတယ်နော်ဟုတ်လားရတော့တွေ့ဘူးကြလိမ့်မယ်တောထဲရောက်လို့ရှိရင်ဟုတ်လားကြက်တွေရှိတယ်နော်မျက်စိလဲဝါတာ
အဲ့တော့ဒီပွဲကြီးတဲ့လူတွေကလည်းဖန်ဆင်းထားတယ်လိုပဲငုတ်တုတ်ထိုင်ပြီးတော့ကြည်နေကြတယ်နားလည်ပြီနော်အော်ဒီမှာအလှူကြီးအတန်းကြီးပေးနေတာပွဲလဲကနေတယ်ဆိုင်နေဘုံနေလဲတီးနေကြတယ်အပွဲကြီးတဲ့ပိဋကတွေလည်းအများကြီးတို့လဲခဏနားကြရအောင်ဟေးဆိုပြီးတော့လဲအစီ900အဲ့ဒီကြက်တွေကြက်ကုန်းမှာနားကြတယ်နော်ဟုတ်လားနားတော့အဲ့ဒီကြက်တွေကလဲဆရာတို့ထမင်းစားကြပါဦးကျတို့အိမ်မော်ခဏနားကြပါအောင်ဆိုပြီးတော့အိမ်မော်ခေါ်ပြီးတော့ထမင်းကျွေးကြတယ်မုံနေပါနေကျွေးကြတယ်နော်ဟုတ်လားနားလည်းပြီနော်ယောဂီတို့တညာလုံးသူတို့ထမင်းနေစားလိုက်ပွဲကြည့်လိုက်မုံစားလိုက်ပွဲကြည့်လိုက်ဆေးလေးတောက်လိုက်ဒီလှေသမားတွေကဒါလို့မလားယောဂီတို့မဲပြောပြောရှင်းရှင်းမဲဟုတ်တယ်မလားယောဂီတို့တညာလုံးသူတို့ကပွဲကြည့်ကြတယ်ကြက်တွေကတာလူရောင်ဖန်ဆင်းကတာတကယ်လူထင်ပြီးတော့လူကတာထင်ပြီးတော့ကြည်နေကြတယ်နော်ဟုတ်လားအိမ်နေပေါ်လဲတကယ်အိမ်နေမှတ်ပြီးတော့သူတို့ကတက်ထိုင်းနေကြတယ်ဒါလို့မလားယောဂီတို့မနဲ့နေအောင်ကြီးထွက်လာတဲ့အခါတော့အဲ့ဒီကြက်တွေကဟန်ဆောင်လို့မရတော့ဘူးတဲ့တော့ကြက်တွေဖန်ဆင်းလို့မရတော့ဘူးသူတို့နေတဲ့နေရာပြန်ရတယ်ဒါလို့မလားသဘောပေါက်လားမသိယောဂီတို့အရှိလောကရကနေအောင်ကြီးထွက်လာတဲ့အခါတော့ကြက်တွေပျောက်သွားတယ်ပွဲကားတာတွေလည်းရပ်သွားတယ်ဒုရိယ5မျိုးတီးမုတ်တဲ့အတန်တွေလည်းရပ်သွားတယ်ပွဲကြည့်တာတွေလည်းမရှိတော့ဘူးလှဲသမားတွေကဟာဘေးရောက်သွားပါလိမ့်မလဲဒီပွဲကားတဲ့လူတွေဓာတ်စင်တွေဘေးရောက်သွားလဲလူတွေဘေးရောက်သွားလဲကြည်ရင်နဲ့အဲ့လှဲသမားတွေကသူတို့တစ်ပင်ပေါ်ရောက်နေတယ်အိမ်ပေါ်ခေါ်တင်ထားတဲ့လှဲသမားတွေမနေ့ကတော့တစ်ပင်ခေါင်ထိပ်ရောက်နေတယ်ဟုတ်လားနားလည်းပြီနော်ယောဂီတို့သူတို့ကျွေးတဲ့ထမင်းတွေကရှင်ခဲတွေဒီတိုက်တဲ့ဆေးလေးတွေကဒုက္ခညောင်းနေဒါလို့မလားယောဂီတို့နားလည်းပြီနော်အဲ့ဒါနေအောင်ကြီးထွက်တဲ့အခါမှာဒီလှဲသမားတွေကညကထို့တကယ်လူတွေပွဲကားတာမဟုတ်ဘူးဟေးဒါကြက်ကုန်းကကြက်တွေဟန်ဆောင်တာဒီလိုနားလဲကြတယ်နော်ဟုတ်လားသဘောပေါက်လားမသိဘူးညာတော့ကတို့အိမ်မော်နေရတယ်ထင်တာဟေးမဟုတ်ဘူးကွာတို့တစ်ပင်မော်ရောက်နေတာညာတော့ကထမင်းနေစားရတယ်ထင်တာမဟုတ်ဘူးခုခဲလုံးနေဒီလိုမဟုတ်လားယောဂီတို့နားလဲပြီနော်ကဲခင်ဗျားတို့ကြက်နဲ့လှဲသမားနဲ့ကတော့နားလဲသွားပြီကဲခင်ဗျားတို့အလှဲ့ရောက်လာပြီဟုတ်လားတခါကြီးတခါမကြီးတို့အလှဲ့ရောက်လာပြီအရိယာမဲ့အရိယာဖို့ဒီဟုသောနေရောင်ကြီးမရမချင်းတဲ့ယောဂီတို့ဦးဇင်းတို့ဟာကြက်ကုန်းရောက်နေတဲ့လူတွေနဲ့သွားတူတယ်တဲ့ဒီလိုမလားယောဂီတို့သဘောပေါက်လားမသိဘူးမျက်စိလည်နေတဲ့လူတွေနဲ့တူတယ်နော်ဟုတ်လားမြတ်စွာဘုရားကဒီခန္ဓာကိုယ်ထဲမှာယုတ်ပရမတ္ထနံပရမတ္ထယုတ်နာနှစ်ပါးရှိတယ်ဒီယုတ်နာနှစ်ပါးကလည်းမျက်စိတမိတ်လျှက်တစ်ပြည့်အတွင်းမှာဂရေပေါင်းများစွာဖြစ်ပြီးတော့ဂရေပေါင်းများစွာပြည့်နေတယ်ဒါမြတ်စွာဘုရားဟောထားပေမဲ့အရိယာမဲ့အရိယာဖို့ဒီဟုသောနေရောင်ကြီးမရသေးတော့ယောဂီတို့ဒါကအမျိုးသားဒါကအမျိုးသမီးဒီလိုမလားဒါကဘုန်းကြီးဒါကသီလရှင်ဝါဝါလေးနဲ့ခြုံပြီးတော့ခေါင်းလေးရိတ်ထားတာကသီလရှင်ရဲလေးနဲ့ခြုံထားတာကဘုန်းကြီးဒီလိုမလားယောဂီတို့ခင်ဗျားတို့ဒီလိုနဲ့ပဲအချိန်ကုန်မသွားဘူးလားသဘောပေါက်လားမသိဘူးကြံကုန်းရောက်နေတဲ့လူတွေမျက်စိလဲနေတဲ့လူတွေနဲ့မတူဘူးလားယောဂီတို့ကြက်တွေကအမြဲတမ်းဟန်ဆောင်ပြီးတော့ကသလိုတဲ့ခင်ဗျားတို့ဒီအမျိုးသားအမျိုးသမီးတွေကလည်းအမျိုးမျိုးဖန်ဆင်းကြတယ်ဒါလို့မဟုတ်လားယောဂီတို့အမျိုးမျိုးဝတ်ဆင်ကြတယ်အမျိုးမျိုးအသွင်တန်တန်နေဖီးလိမ့်ကြတယ်ဒါလို့မဟုတ်လားယောဂီတို့ဟာလှတယ်ဟေးချောတယ်ဟေးဒါလို့မဟုတ်လားယောဂီတို့စောစောကလှဲသမားတွေညမှာပွဲကြည့်တာနဲ့သွားမတူဘူးလားယောဂီတို့ရဲ့တူးနေမလားယောဂီတို့ယုံပရမတ္ထနံပရမတ္ထမမြင်တော့လှဲသမားတွေနဲ့သွားမတူဘူးလားယောဂီတို့ကိုလှဲသမားကြီးတွေပေါ့ယောဂီတို့ကဟုတ်လားဟုတ်ပြီအဲ့တော့အရိယာမဲ့အရိယာဖို့ဒီဟုသောနေရောင်ကြီးရအောင်ယောဂီတို့ကျင့်ရမယ်နော်ဟုတ်လားအလင်းရောင်ရအောင်ကျင့်ရမယ်နော်ဟုတ်လားတခါကြီးဒီမိုက်တွေ
အဲ့လိုအလင်းရောင်ရတဲ့အခါမှာယောဂီတို့ကဒီအမြဲတမ်းယုတ်ပရမတ္ထနံပရမတ္ထကိုရှုလို့ရသွားတယ်ယုတ်ပရမတ္ထနံပရမတ္ထတို့ရဲ့ဖြစ်ချင်းသဘောပြည့်ချင်းသဘောဖြစ်ချင်းပြည့်ချင်းသဘောကိုရှုလို့ရသွားတယ်နော်ဟုတ်လားရှုလို့ရသွားတော့ဒီခန္ဓာကိုယ်ကငါမဟုတ်ဘူးဝိညာဉ်ကောင်လက်ပြကောင်မဟုတ်ဘူးအမျိုးသားအမျိုးသမီးမဟုတ်ဘူးဆိုတဲ့သဘောအသိဉာဏ်ဖြစ်လာတယ်ဟုတ်လားယုံနာနှစ်ပါးပဲရှိတယ်ဆိုတဲ့အသိဖြစ်လာတယ်နော်ဟုတ်လားတတ္တတညာအတ္တတညာခွာသွားတယ်ကွာသွားတယ်ဒီလိုမဟုတ်လားဒီခန္ဓာ၅ပါးယုံနာနှစ်ပါးကိုလည်းငါဥစ္စာငါလက်ပြလို့စွဲယူမှုမရှိတော့ဘူးနော်ဟုတ်လားလွတ်မြောက်မှုငြိမ်းအေးမှုမရဘူးလားယောဂီတို့ရတယ်နော်ယောဂီတို့ရှင်းလားမသိဘူးအဲ့တော့တရားကိုကြိုးကြိုးစားစားအားထုတ်ကြရမယ်နော်သဘောပေါက်လားမသိဘူးဒီတပုတ်ပြီးရင်တော့ယောဂီတို့တရားဏီကုန်းချုပ်တော့မနော်ဟုတ်လားဥပမာလေးတစ်ခုပြောဦးမယ်တရားစခန်းကရက်တူတော့ဥပမာတွေကမကုန်မှုဖြစ်နေတယ်ယောဂီတို့ဒီအချို့ဒီလေခင်းရှင်ယာခင်းရှင်တွေလေတွေစိုက်ကြတယ်ယာတွေစိုက်ပြိုးကြတယ်ဒါလို့မဟုတ်လားယောဂီတို့လေခင်းတွေယာခင်းတွေအများကြီးစိုက်ပြိုးထားတော့တဲ့ဒီလေတွေယာခင်းတွေလာစားတဲ့ကြီးငှက်လေးတွေရှိတယ်စာလေးတွေရှိတယ်ဒါလို့မဟုတ်လားယောဂီတို့စာလေးတွေကြီးငှက်လေးတွေရှိတော့တဲ့အဲ့ဒီလေခင်းကြီးယာခင်းရှင်တွေကဒီစာလေးတွေလာမစားအောင်ဆိုပြီးတော့ဒီလေခင်းယာခင်းရဲ့အလေတဲ့တဲ့မှာလို့စာချောင်းရုပ်တွေလောက်ကြတယ်စာချောင်းရုပ်တွေ့ဘူးလားယောဂီတို့တွေ့ဘူးတယ်နော်စာချောင်းရုပ်လေးတွေဥကောင်းဆိုရင်ဥကောင်းပုံတန်တန်လေးလက်ချေဆိုလက်ချေပုံတန်တန်လေးဒါလို့မဟုတ်လားယောဂီတို့အချို့အင်ကြီးလေးဝတ်တယ်ပစိုးလေးဝတ်တယ်ဒါလို့မဟုတ်လားယောဂီတို့ရဲ့မရတချို့အုတ်ထိုးလေးဆောင်းလိုက်သေးတယ်ဒါလို့မဟုတ်လားအဲ့တော့အဲ့ဒီစာကြောက်ရုပ်လေးကခင်ဗျားတို့လေတိုက်တဲ့ကမလှုပ်ဘူးလားယောလှုပ်တယ်နော်လေတိုက်တဲ့ကစာကြောက်ရုပ်ကလှုပ်တော့လေခင်းနဲ့လာစားတဲ့စာလေးတွေကလူအမတ်တင်ညာဖြစ်ပြီးတော့ကြောက်လန့်ပြီးပြန်သွားကြတယ်တဲ့ဒါလို့မလားယောဂီတို့သူတို့ကိုအန္တရာယ်ပြုမဲ့လူတစ်စုံတစ်ယောက်လို့ထင်မှားပြီးတော့စာတွေကပြန်သွားတယ်စားမဲ့ကြီးငှက်လေးတွေကပြန်သွားကြတယ်ဒါလို့မလားအဲ့တော့ဒီကြီးငှက်လေးတွေကဒီစာကြောက်ရုပ်ကိုကြည့်ပြီးတော့ကြောက်ရွံ့ထိတ်လန့်တဲ့စိတ်မဖြစ်ဘူးလားယောဂီတို့ဖြစ်တယ်နော်သဘောပေါက်လားမသိဘူးစာကြောက်ရုပ်ကလေတိုက်ရင်လှုပ်တယ်ဒါလို့မဟုတ်လားစာလေးတွေကလာစားတဲ့ကလူလာပြီလူလှုပ်တယ်လို့ထင်တယ်ဒါလို့မဟုတ်လားယောဂီတို့အဲ့ဒီသူတို့အန္တရာယ်ပြုမဲ့ထင်ပြီးတော့စာလေးတွေကပြန်ပြေးတယ်နားလည်ပြီနော်ကဲစာကြောက်ရုပ်နဲ့စာနဲ့ယောဂီတို့နားလည်ပြီလားခမရတို့လှည့်ရောက်ပြီညာလို့လှည့်ရောက်အဲ့တော့ယောဂီတို့တဲ့ဒီကမ္မထန်တရားကိုအားထုတ်ပြီးတော့မဲ့ညာဖိုးညာမရသေးတဲ့အရိယာပုဂ္ဂိုလ်မဖြစ်သေးတဲ့ပုဂ္ဂိုလ်လေးတွေဟာစောစောကစာလေးတွေနဲ့တွားတူတယ်ဒါလို့မဟုတ်လားယောဂီတို့ရဲ့သဘောပေါက်လားမသိဘူးစာလေးတွေနဲ့တွားတူတယ်စာကြောက်ရုပ်ကလေးတွေကမိမိတို့အခုအမျိုးသားအမျိုးသမီးလို့သတ်မှတ်ထားတဲ့ပုဂ္ဂိုလ်တွေနဲ့တွားတူတယ်နော်ဟုတ်လားဟုတ်လားယောဂီတို့ရှင်းလားမသိဘူးယောဂီတို့အဲ့တော့ဒီစာကြောက်ရုပ်ကလည်းခမည်းတော်လူတွေမကြောက်အောင်မလန့်အောင်ကိုဖန်တီးထားရတယ်ဒါလို့မဟုတ်လားယောဂီတို့ခမည်းတော်သပင်နေကြည့်ပေါ့တချို့မဲနဲ့နေတဲ့သပင်ကိုတခါနီးကြောင်ဖြစ်အောင်သိုးထားကြဒါလို့မဟုတ်လားယောဂီတို့ဒီဖြောင်စင်းနေတဲ့သပင်ကိုကောက်အောင်တခါပြန်လုပ်ကြဒါလို့မဟုတ်လားယောဂီတို့ရဲ့ဟုတ်လားယောဂီတို့ဒီအင်ကြီးကလည်းပဲတတရရသာရဖြစ်အောင်ဝတ်ကြဆင်ကြဆိုတော့ခမည်းတော်မြင်တဲ့လူတွေကထိတ်လန့်မှုတုန်လှုပ်မှုမဖြစ်ဘူးလားယောဂီတို့ရဲ့ဖြစ်လားယောဂီတို့တခါကြီးတွေဖြစ်ပါလေဟိုမဲ့တခါကြီးတွေရောဖြစ်တယ်နားလည်ပြီနော်ယောဂီတို့
အဲ့တော့ဒီစာကြောင်းရုပ်ကလေးတွေဟာခင်ဗျားတို့သေချာစဉ်းစားကြည့်နော်ဒီဖီးလိမ့်နဲ့အတွင်တန်တန်ခန္ဓာကိုယ်အဝတ်စားဆင်ရင်နဲ့တန်တန်လှလှပပဖီးလိမ့်ဆင်ရင်ထားတော့တဲ့တွေ့တဲ့မြင်တဲ့လူတွေဟာအော်ဒါလှတယ်ဒါအမျိုးသားဒါချောတယ်ဒါအမျိုးသမီးဒါလို့မလားယောဂီတို့ဒါလို့စိတ်ထဲမှာယူပြီးတော့ဆွဲလန်းပြီးတော့ခမရတို့လောဘဖြစ်ပြီးတော့စိတ်တုန်လှုပ်တယ်ဒါလို့မလားယောဂီတို့တခါတခါဒေါသဖြစ်ပြီးစိတ်တုန်လှုပ်တယ်မောဟဖြစ်ပြီးတော့စိတ်တုန်လှုပ်တယ်ဒါလို့မလားဟုတ်လားတခါကြီးမိုက်တွေစဉ်းစားကြည့်နော်အဲ့ဒါဘဝတစ်ခုမဟုတ်ဘဝတန်တရာတစ်လျှောက်လုံးဖြစ်ခဲ့တာဒါလို့မလားအဲ့တော့ယုတ်ပရမတ္ထနံပရမတ္ထကိုမမြင်ဘူးတဲ့ဒါအမျိုးသားဒါအမျိုးသမီးဒါဘုန်းကြီးဒါသီလရှင်ဖိုးသူတော်ဒါလို့မလားယောဂီတို့ပညာတွေပေါ်မှာစိတ်ရောက်ပြီးတော့တဲ့အဲ့ဒီဘုန်းကြီးတွေ့လေဒါငါဘုန်းကြီးဟာငါဘုန်းကြီးနေမကောင်းမှုတဲ့ငါသွားအောင်မှာပဲဒါလို့မလားယောဂီတို့ဟိုဘက်ဘုန်းကြီးနေမကောင်းတော့ဒါငါဘုန်းကြီးမဟုတ်ဘူးပြန်လုံတော်မူလဲကိစ္စမရှိဘူးဟုတ်ဒါလို့ဖြစ်ကြတယ်ယောဂီတို့ဟုတ်လားသဘောပေါက်လားမသိဘူးဟုတ်လားတခါကြီးတွေစဉ်းစားကြည့်တော့ခင်ဗျားတို့ဟုတ်မဟုတ်ဆိုတာကိုဆိုတော့စာကြောင်းနဲ့စာနဲ့သွားမတူဘူးလားခင်ဗျားတို့တူးနေပြီနော်ဟုတ်လားဦးဇင်းတို့ဒီလက်လှုပ်တယ်ယောဂီတို့လက်လှုပ်တယ်ခြေလှုပ်တယ်ဥကောင်းလှုပ်တယ်ဆိုတာစေတသဝါယောဓာတ်စေတသဝါယောယုတ်ဝိညာဉ်ယုတ်ကြောင့်လှုပ်တာနော်ဟုတ်လားလှုပ်ခြင်းနဲ့စိတ်ကလေးကြောင့်လှုပ်တာအဲ့တော့လှုပ်ခြင်းနဲ့စိတ်ကလေးကနန္တရားလှုပ်တဲ့ပုံပန်းတဏ္ဍာလေးကယုတ်တရားဒါလို့မဟုတ်လားယုတ်အဲ့တော့ယုတ်ပရမတ္ထနံပရမတ္ထယုတ်နာနှစ်ပါးရှိတယ်လို့မြတ်စွာဘုရားဟောထားပြီမဲ့တဲ့မိမိတို့ကယုတ်နာနှစ်ပါးကိုမမြင်အောင်မောဟကဖုံးလွှမ်းထားတယ်ဒါလို့မဟုတ်လားယုတ်တို့ရဲ့ဒါအမျိုးသမီးဒါအမျိုးသားဒါလို့မဟုတ်လားယုတ်တို့စာကလေးကဒီစာကြောင်းရုပ်ကိုလူလို့ထင်မှားပြီးတော့ကြောင်းရွံထိတ်လန့်တဲ့စိတ်ဖြစ်တယ်လို့ခမည်းတော်ကအမျိုးသားအမျိုးသမီးမဟုတ်တာကိုအမျိုးသားအမျိုးသမီးထင်ပြီးတော့တုံလှုပ်ကြတာဒါလို့မဟုတ်လားတခါကြီးတွေဟုတ်လားတခါကြီးတွေခမည်းတော်ငယ်ငယ်တုန်းကအိတ်မရအောင်ခမည်းတော်ကလောဘတွေဖြစ်တုံလှုပ်လိုက်ဒေါသတွေဖြစ်တုံလှုပ်လိုက်ဟုတ်တယ်မလားယောဂီတို့နားလည်ပြီနော်အဲ့တော့ဒီယုတ်ပရမတ္ထနံပရမတ္ထကိုမြင်အောင်ကြည့်နိုင်တဲ့အခါမှာယောဂီတို့ဒါဟာအသိဉာဏ်ရှိတဲ့စာကအယုတ်ကြီးပဲတကယ်လူမဟုတ်ဘူးငါတို့ပြန်ရမလို့ဘူးကြောက်เสียမလို့ဘူးဒါလို့မဟုတ်လားယောဂီတို့နားလည်ပြီနော်အဲ့လိုအတွေးခေါ်ရှိအောင်ကျင့်ရမယ်နော်ယောဂီတို့ဟုတ်လားဒါကတို့ထိတ်လန့်เสียလောဘဖြစ်ပြီးတော့တုန်လှုပ်เสียဒေါသဖြစ်ပြီးတော့ထိတ်လန့်เสียမဟုတ်ဘူးဒါယုံနာနှစ်ပါးပဲသိအောင်ရှုရမယ်နော်ဟုတ်လားဒီယုံနာနှစ်ပါးကလည်းဖြစ်ပြီးတော့ပြက်နေတယ်ဖြစ်ပြီးတော့ချုပ်နေတယ်အမြဲရှုရတယ်နော်အဲ့လိုရှုရင်လောဘဒေါသဖြစ်ပြီးတော့တုန်လှုပ်တဲ့စိတ်ဖြစ်ပါဦးမလားမဖြစ်တော့ဘူးကဲနတ်ပြခမရတို့အိမ်ပြန်ရင်စာကြောင်းရုပ်တင်နဲ့တွေ့ကြတော့မယ်ဟုတ်လားခမရတို့ဟုတ်လားတခါကြီးတွေအိမ်ပြန်ရင်ဟိုကစာကြောင်းရုပ်တွေကလှလှပပဖီးလိမ့်ဆင်းပြင်းဆင်ပြီးတော့ထားမယ်တခါကြီးတွေတောထွက်သွားရင်တော့ခဲရကြီးရဲ့ဆိုပြီးတော့ဟုတ်လားအိမ်လဲဒီကတတ်တတ်လို့စားနေရတော့ကောင်းမွေးဆိုတဲ့ခဲပွဲဒီနဲ့ဖြင့်ချက်ထားရမယ်ဟုတ်လားရှားကြံပြီးတော့ဒီလူကြီးတွေတောထွက်သွားရင်ဒုက္ခပဲဆိုပြီးတော့ဟုတ်လားအဲ့ဒါစာကြောင်းရုပ်တွေကခင်ဗျားတို့အိမ်ကစီးကြိုနေလိမ့်မယ်နော်ဟုတ်လားတခါကြီးတွေဒီနေ့တော့စာကြောင်းရုပ်အကြောင်းနဲ့အဆုံးသတ်ရတော့မှဖြစ်နေအချိန်စေ့သွားပြီနော်တရားဏိကုံချုပ်ကြရအောင်ဟုတ်လားဟိတဝကမေပပစိန်တုတန်တောကံဗီရစိန်တကတေတုံမေပြနုသိခဝပပစီတာသုဘေတလာတန်တော်ဘုရားအလျာပစ္စေကာနဲ့အရိယာနွယ်လောင်းရှိရှိသောသူတော်ကောင်းအပေါင်းတို့သည်ကံဗီရစိန်တကာတွေ့ကြုံသမျှမှုကိစ္စဝေဣဇာတ၌ညံမြင်ဆိုင်အောင်
လိုက်လိုက်လှဲလဲစိတ်တော်ဆွဲ၍နည်းနည်းသည့်ဓာတ်သဘောတွေကိုနည်းနည်းစွာဆင်ခြင်းအကြံကောင်းဉာဏ်ကောင်းဝင်တော်မူကြကုန်သည်ဖြစ်၍ကာမေရှိကပြုဖန်ကုသိုလ်ကံဟုစီမံထောက်မှလျောက်ရတာမြာလာနီးသွဲကြီးကြီးငယ်ဟုနှီးနွယ်ရောယူကိုရောပိုင်းတတိကာမဝတ္ထုအစုစုတို့ကိုဟိတဝါနာငါရောပိုင်သာဤကာမဆိုတဲ့တရားတို့ဒီကအမြတ်တကာတို့နဲ့ဆက်ဆံဘေးတွေကဝန်ချရန်သူတွေကအလွန်များတကယ်ဆိုကြောက်လန့်ပွဲတွေပါတကားဟုကြောက်အားတော်ညံကျွဲလွတ်လွတ်ကြီးစွန့်ပဲတော်မူကြကုန်သည်ဖြစ်၍ဘပရိန်သူကရဝါဒသမ္မာတဟုကိစ္စများမြောင်လူတို့ပေါင်းမှလွတ်အောင်ကြုံလျက်ယုံကန်ထွက်၍နှစ်သက်ရွှင်လန်းမြတ်သင်္ကန်းဖြင့်ရှင်ယဟန်ပြုတော်မူကြလေကုန်၏တောမေဟိပိညာကြအခါအတယဟုသန္တာဂိအောင်ယောဂီသူတော်စင်ပေါင်းတို့သည်လည်းပဲပပ္ပဇိတာကိလေသာမံကိုတွင်ယံကိုတွန်းလန်းဖြိုခွင်းဘောရိပခေယဒီဟုသောအောင်တမတော်ခင်း၍အရဟတဘောဒီဟုသောအောင်ခြင်းဘိသိက်ရင်လိုစိတ်ဖြင့်ပရိကရာရှိဆုံးသဒ္ဒနာစစ်ဝတ်ဆုံးကိုဝယုံဆင်မြန်သဒ္ဒနာအောင်မြေနန်းဝယ်အောင်ခွန်တန်ထောင်းနတ်ပြမတို့သုံးချိန်တိုင်းလျောက်သဖြင့်ရှင်အဖြစ်ယဟန်အဖြစ်သာသနာနွယ်ဝင်တိလရှင်ဖြစ်သို့ကပ်ရောက်ကြကုန်လည်းသူဘေဒလာသမရိတမိဖြာခုံမင်ပေါင်းအသွင်းသို့ချစ်ခင်ဆုံးမဲ့နှစ်သက်မြတ်တို့အပ်သောသီလကိုယ်စီကိုယ်ငှရှိတော်မူကြကုန်သည်ဖြစ်၍တေထိုဖျားအလျာပစ္စေကနဲ့အရိယာနွယ်လောင်းရှိရှိသောသူတော်ကောင်းအပေါင်းတို့သို့အနုသိက္ခဝအတုလိုက်ခါကျင့်ကြံနိုင်ကြပါစေကုန်သတည်းအနုသိက္ခဝရှိသူတော်စင်နောက်မျက်ခြေမပြောင်းကောက်ကောက်လိုက်ခါသီလသမာဓိပညာသုံးသိက္ခာကိုသတ္တတတိန်သမာဓိနဲ့ပင်ဉ္ဝရိယငါအင်းမြ၍မဟာဇနကမင်းပမတွင်ငါလုံလမြေမြန်ဆွဲတန်တန်ဖြင့်ကျင့်ကြံကြိုးကိုပွားများအထောက်တော်မူနိုင်ကြပါစေကုန်သတည်းယောဂီသူတော်စင်များတိတ်ဆိတ်ငြိမ်သက်စွာမိမိတို့ကြောင်းသင်္ကန်းပြန်အနားယူကြပါ